ညိုမှာရှိတဲ့မိဘမိတ်ဆွေများအားလုံးကိုလည်းမင်္ဂလာပါလို့ထပ်မံပြီးတော့နှုတ်ခွန်းဆက်ပါတယ်အင်မတန်မင်္ဂလာရှိပါတယ်စာကြည့်လိုက်ကဘဝအလင်းရောင်ဘဝအလင်းရောင်စာကြည့်လိုက်နောက်စေဘေကန်းကကိုထုကိုထနော်ကိုထုကိုထဆိုတဲ့သဘောကတော့ရှင်းပါတယ်ဒါအရင်ကျေးဆုံးရေးတာပါအစိုးရရဲ့အကူအညီမပါဘူးဆိုတဲ့သဘောပေါ့ဟုတ်တယ်နော်ကိုထုကိုထဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကအစိုးရရဲ့အကူအညီမပါဘူးပေါ့နော်အစိုးရရဲ့အကူအညီသာမပါတာနော်အစိုးရထုတ်ပြန်တဲ့အမိန့်တွေကြတော့ကျွန်တော်လိုက်နာရတယ်နော်ဒီပွဲလေးလို့ဖို့တော့မှတောင်းတင်ရမြောက်တင်ရနဲ့နော်အဲ့တော့ကျွန်တော်လည်းရင်ကြီးကြီးပဲအကြံပေးပါမယ်နောက်ကိုတင်းမနေပါနဲ့တင်လဲသူတို့ကခွင့်ပြုတာမှမဟုတ်တာနော်တင်လဲသူတို့ကခွင့်ပြုတာမဟုတ်တဲ့အတွက်အဲ့တော့မနေ့ကကျွန်တော်ဒီလန်ခီကိုပဲဖြတ်တန်းပြီးတော့သွားလာပါတယ်39မိုင်ကနေလမ်းခွဲတဲ့ဘောနက်ကြီးကနေပြီးတော့ဆက်သွားတော့ထန်တော်ကြီးကြည့်ပါနော်ဒီနေ့ကြောက်လဲဒီလမ်းပဲဆိုတဲ့ခါကျတော့နေမီနှစ်ခုကဆက်ဆက်နေတယ်အခုကျွန်တော်ပြောမဲ့ခေါင်းစဉ်ကျွန်တော်နှမလေးကကျွန်တော်ပြောမဲ့ခေါင်းစဉ်ကျင်ညာလိုက်လာတော့မသိဘူးမကျင်ညာလည်းပြဿနာမရှိဘူးနော်နိုင်ငံတော်သစ်ပေါ့ကျွန်တော်ပြောမဲ့ခေါင်းစဉ်နိုင်ငံတော်အသစ်နိုင်ငံတော်သစ်ပေါင်းလိုက်နိုင်ငံတော်သစ်ဆိုတဲ့ခေါင်းစဉ်နဲ့ပြောမှာနိုင်ငံတော်ကသစ်တွေခိုးတဲ့အကြောင်းပြောမှာမဟုတ်ဘူးနော်အဲ့ဒါမထူးဆန်းတော့ဘူးနော်ခိုးတာဟာကြာပြီဆိုတော့မထူးဆန်းဘူးရှေ့ဆက်သွားမဲ့နိုင်ငံတော်အသစ်အကြောင်းကိုပြောချင်တာကကျွန်တော်ဒီစာကြည့်တဲ့လေးကိုမြင်တဲ့ခါကျတော့ကျွန်တော်ငယ်ဘဝဖြတ်သန်းမှုလေးနဲ့အကျိုးရှိမဲ့စကားလေးတွေနည်းနည်းစပြီးပြောချင်တယ်ပြီးခဲ့တဲ့10ရက်ခီးမှာကျွန်တော်ဘဲကနေစလဲဆိုတော့ပြည်မြို့ကနေစပါလူရှင်တော်ကိုအရင်နဲ့ကျွန်တော်နဲ့2ယောက်ပြောရတဲ့ခေါင်းစဉ်ကဘာလဲဆိုတော့လမ်းပေါ်မှာရှိတဲ့ကလေးတွေမိမဲ့ဖမဲ့ကလေး100လောက်ကိုပြည်မြို့မှာကိုပုံညလို့ခေါ်တဲ့ pride အဖွဲ့ခေါင်းဆောင်ကစောင့်ရှောက်ထားတယ် online သုံးတဲ့သူတွေဂျာနယ်စာမျက်နှာတွေကိုဖတ်ရှုဖြတ်တန်းတဲ့သူတွေသိလိမ့်မယ်အဲ့ဒီကလေးအယောက်60 80ကိုပြည်မြို့မှာရှိတဲ့စီမံသားယာကကာကြီးတစ်စင်းပေါ်တင်ပြီးတောထဲသွားပစ်ထားတာကြားမိလိုက်လားမသိဘူးအဲ့ဒီကလေးတွေကိုကိုပုံညာကပြန်ခေါ်ပြီးတော့ကျုံမပြည့်စုံဆောင်ရှောက်လုပ်ထားတဲ့ကိစ္စအဲ့ဒါကိုလူအခွင့်အရေးကမ္ဘာကလေးတငယ်အခွင့်အရေးနဲ့အထိမ်းအမှန်နဲ့လူရှင်တော်ကိုအရင်နဲ့ကျွန်တော်နဲ့2ယောက်ကိုဖိတ်ပြီးတော့ပြောခိုင်းတဲ့အခါကျတော့ကျွန်တော်တို့သွားကြတယ်ပေါ့သွားတဲ့အခါကျတော့ပြည်ရွှေစံတော်ခြေရင်းကနေချင်းသိန်းနှစ်ကောင်ရှိတယ်ခြေရင်းကနေပြီးတော့ပြောရမယ်ခမ်းမဇက်ယုံပေါ့ခမ်းမပေါ့တော့ပြည်ရွှေစံတော်ဘုရားပွဲကပြီးသွားပြီဒါပေမဲ့ဈေးတန်းနေရမဖြတ်သေးဘူးအဲ့ဒီဈေးတန်းတွေကိုမြင်တဲ့အခါကျတော့ကျွန်တော်မျက်ရည်နဲ့စိုးတယ်ဘာဖြစ်လို့မျက်ရည်စိုးတယ်လဲလွန်ခဲ့တဲ့နှစ်20လောက်ကအဲ့ဒီပြည်ရွှေစံတော်ဘုရားခြေရင်းမှာစပင်ကြက်တောင်စည်းလေးနဲ့လူငယ်လေးတယောက်ကဘယ်ဘက်မှာဂျင်းအင်ကြီးတပုံညာဘက်မှာဂျင်းပေါင်းမီတပုံပုံပြီးတော့ည12နာရီမထိုးမချင်း900ဘို့3တယ်900ဘို့3တယ်1000ဘို့9တယ်1000ဘို့9တယ်မနေမနာအော်ဟစ်ရောင်းချခဲ့ရတဲ့စပင်ကြက်တောင်စည်းနဲ့လူငယ်လေးတယောက်မောလို့အတန်လေးနဲ့ရပ်သွားရင်ပိုင်ရှင်ကဟက်ကောင်ဆန့်ရှိဘာလို့မင်းကမအော်တာလဲကွာလို့ငေါငန်းချင်းခံရတဲ့လူငယ်လေးတယောက်ည12နာရီထိဝယ်သူရှိမရှိခွေးတကောင်ကြောင်တမီဖြတ်သွားတာမြင်အော်ခိုင်းတဲ့ပိုင်ရှင်လူငယ်လေးတယောက်ဟာအော်ခဲ့ရတယ်ပေးတက်ကမေးတယ်ဘာတူလဲဆရာကျွန်တော်ပါပဲပြည်ရွှေစံတော်ဘုရားရဲ့ခြေရင်းမှာဘေးတို့ဈေးတယ်ဘွားနဲ့စနေပွဲဈေးတယ်ဘွားနဲ့တောင်ငူလွတ်လပ်ရေးပွဲပြည်ရွှေစံတော်ပသိမ်မော်ဒန်ဇွန်တနင်္ဂနွေလုံးမှာရှိတဲ့ဘုရားတွေကိုလှည့်လည်ပြီးတော့ကျင်းပေါင်းပြီးကျင်းကြီးဘေးတို့တယ်ဘွားနဲ့ကျွန်တော်လောက်ကန်ရှာဖွေစားတော့ခဲ့ရပါတယ်ဖခင်ကြီးရုတ်တရက်ကွယ်လွန်သွားတဲ့အခါမှာကြိုင်းခဲ့တဲ့မိခင်မိုးဆိုးမကြီးကိုစောင့်ရှောက်ပြုစုဖို့တက္ကသိုလ်ကျောင်းစေးရဖို့အတွက်ပညာရေးဆုံးခန်းတန်အောင်တက်ဖို့လမ်းဘေးမှာနေလမ်းဘေးမှာဈေးရောက်လမ်းဘေးမှာကျင်လည်ပြီးတော့ဘဝတစ်ခုကိုဖြတ်သန်းခဲ့ရပါတယ်ပသိမ်မော်ဒန်ဇွန်းလိုဖျားပွဲမျိုးဆိုရင်ဈေးကအင်မတန်ရောင်းကောင်းပါတယ်ပင်လယ်လုံသားတွေဟာတစ်နှစ်လုံးမှာပွဲရတပွဲပဲရှိပါတယ်အဲ့ဒီပွဲကမော်ဒန်ဇွန်းပွဲပါသူတို့သိကြိုက်တဲ့အမျိုးအစားကလည်းဂျင်းပေါင်းမီနဲ့ဂျင်းကြီးပါဘာဖြစ်လို့လဲဆိုတော့အဲ့တစ်နှစ်ဝယ်ပြီးသွားရင်တစ်ခါဝယ်ပြီးသွားရင်တစ်နှစ်လုံးဝတ်ယုံပါအဲ့ဒီချိန်မှာမြန်မာနိုင်ငံမှာအများဆုံးပတ်စံ200တန်းပါအဲ့ဒီ200တန်းတွေကိုကျွတ်အထက်မှာအထလိုက်ထည့်ပြီးတော့တစ်နှစ်လုံးရှာထားတဲ့ငါးလုပ်ငန်းကရေလုပ်ငန်းကရှာထားတဲ့ပတ်စံတွေကိုပလတ်စတစ်အိတ်ထဲကိုထည့်ပြီးတော့တစ်ထဲမှာအရင်200လောက်တန်တဲ့အင်ကြီးပေါင်းမီတွေကိုကျွန်တော်တို့အပြောကောင်းရင်ကောင်းတယ်လို့900ရတဲ့အနည်းဆုံး900ရတဲ့အထည်လည်းရှိတယ်1000ရတဲ့အထည်လည်းရှိတယ်တစိမ့်တွေအများကြီးနဲ့တိတ်ကောင်းတာမျိုးဆိုရင်1500 2000ရတဲ့အထိကျွန်တော်တို့ရောင်းခဲ့ကြတယ်ဒါပေမဲ့အဲ့ဒီအများဆုံးတွေကိုကျွန်တော်တို့ရသလားမရပါဘူးကျွန်တော်တို့ကိုခွေးစခွက်လောက်မှအရသာမရှိတဲ့ဘူးသီးရေလုံးပြုံးနဲ့ကျွေးတဲ့ပိုင်ရှင်ရပါတယ်
လွန်ခဲ့တဲ့နှစ်20ကျော်ကကျွန်တော်တို့ဒီလိုဖြတ်သန်းနေရတယ်လမ်းဘေးမှာနေလမ်းဘေးမှာအိတ်လမ်းဘေးမှာစားလမ်းဘေးမှာဘဝကိုကျင်လည်ပြီးတော့မိမပြိုလေးတယောက်လမ်းလျှောက်သွားရင်တော့ကြည့်တယ်မျက်လုံးတွေကရိုင်းလာမိန်းကလေးတယောက်လှသလားမလှဘူးလားကျွန်တော်တို့ဘာကိုကြည့်တယ်လဲမိန်းကလေးတယောက်လှသလားမလှဘူးလားကျွန်တော်တို့ဘာကိုကြည့်ပြီးဆုံးဖြတ်တယ်လဲမျက်နှာကိုကြည့်ရမှာပေါ့ဒါပေမဲ့ကျွန်တော်တို့မိန်းကလေးတယောက်ကိုလှတယ်မလှဘူးဆိုတာမျက်နှာတယ်မကဘူးကျွန်တော်တို့ကမျက်နှာကိုနောက်ဆုံးမှကြည့်တာလမ်းဘေးမျက်လုံးပေါ့ခြေပြားကနေကောင်းဆုံးရှေ့နောက်ဆုံးဆန်းနောက်ကနေကြည့်လို့အားမရရင်ရှေ့ကိုပြေးလွှားပြီးတော့ရှေ့ကနေတစ်ခါပြန်ကြည့်တကယ်အရင်ဆိုင်နေလို့စားမတက်ဝါမတက်အောက်တန်းကြတဲ့စိတ်ဓာတ်များလမ်းဘေးမှာဈေးရောက်နေတဲ့သူတွေအားလုံးကိုအောက်တန်းကြတယ်လို့ကျွန်တော်ပြောနေတာမဟုတ်ဘူးနော်ကျွန်တော်တို့အောက်တန်းကြခဲ့တယ်တက္ကသိုလ်ကျောင်းသားဖြစ်တဲ့တက္ကသိုလ်ကျောင်းသားတယောက်ဖြစ်တဲ့ကျွန်တော်ကဒီဘဝဒီအခြေအနေကိုကျွန်တော်မကျင်တတ်ဘူးကျွန်တော်စေးကျောင်းသားတယောက်ဖခင်ရုပ်တရက်ကွယ်လွန်သွားခဲ့ပြီငါဘဝကဒီလိုပဲလမ်းဘေးမှာပြီးရမှာလားကျွန်တော်ဘဝကိုပြုပြင်ဖို့ပြောင်းလဲဖို့စူးစမ်းဖို့ဘဝလင်းအောင်စာကြည့်တိုက်လို့နာမည်ပေးထားတယ်ကျွန်တော်ဘဝကိုအလင်းအောင်ပေးခဲ့တာအဲ့ဒီလိုစာကြည့်တိုက်တွေထဲမှာရှိတဲ့စာအုပ်တွေဖြစ်ပါတယ်အဲ့ဒီစာအုပ်တွေဖတ်ရှုငယ်စဉ်ကလေးကဖတ်ရှုလေ့လာဝါသနာကြီးခဲ့တဲ့သူတယောက်အနေနဲ့ကျွန်တော်ဘဝကိုလမ်းဘေးကလူတယောက်မဖြစ်အောင်ပဲ့ပြင်ဆုံးမလက်တွဲခေါ်ယူပေးနိုင်ခဲ့တာဒီစာအုပ်များပဲဖြစ်ပါတယ်ဒါကြောင့်စာပေဟောပြောပွဲတွေဟာအင်မတန်အရေးကြီးပါတယ်ဒီကနေ့ဒီချိန်မှာတော့ဖြင့်လမ်းဘေးမှာကျင်လှုပ်ရှားခဲ့မှုတဲ့စမင်ရှည်ရှည်နဲ့ကောင်လေးတယောက်အခုတော့လူလာပိုင်းအရွယ်လူတယောက်အသက်40ကျော်ခဲ့ပြီအခုတော့ဂုံတိတ်ခါနဲ့ငယ်နဲ့ရပ်တည်နိုင်တဲ့လူတယောက်ဖြစ်ခဲ့ပြီဒီစကားကိုကျွန်တော်ဘာကြောင့်ပြောသလဲဒီအထက်ပိုင်းညုံကြီးရွယ်မှာရှိတဲ့ကျွန်တော်အောင်ငယ်ရွယ်တဲ့ညီငယ်နှမငယ်တွေခုချိန်မှာလမ်းပြောက်ပြီးတော့စံတဝါဝါဖြစ်နေတဲ့လူငယ်တွေများရှိခဲ့မယ်ဆိုရင်ဒီကနေ့စင်ပေါ်ကဒီစကားတွေကိုပြောနေတဲ့ခင်ဗျားတို့ဖိတ်ကြားထားတဲ့ဆိုင်းဆရာခင်ဗျာဆရာညီမင်းညိုဆိုတဲ့လူတယောက်ဟာတစ်ချိန်လုံးကခင်ဗျားတို့လိုပဲလမ်းပြောက်ခဲ့မှုပါတယ်လို့ကျွန်တော်ပြောချင်တာဖြစ်ပါတယ်အဲ့ဒီပြောက်ခဲ့တဲ့လမ်းကိုစာပေရဲ့အလင်းရောင်နဲ့ရှစ်ဆက်ခဲ့ပါတယ်ဒါလေးကိုဘဝလင်းရောင်စာကြည့်တိုင်းနဲ့ပတ်သက်ပြီးတော့ရှေးဥစွာပြောချင်ပါတယ်အဲ့ဒီလိုနဲ့ပြည်မှာရှိတဲ့ဇာတ်ဝင်တွေဝင်တဲ့ခါကျတော့လမ်းပြော်ကလေးတွေရဲ့အခွင့်အရေးအဲ့တော့ကျွန်တော်သက်ဆိုင်ရာပုံကောင်များနဲ့ဆွေးနွေးပါတယ်လမ်းပြော်ကလေးဆိုတဲ့စကားလုံးကိုကျွန်တော်မကြိုက်ဘူးဗျာလမ်းပေါ်မှာပြောနေတာဆိုတာပဲကောင်းပါမလဲလို့လမ်းပြော်ကလေးဆိုတာကြောင်းပြော်ကလေးဆိုရင်ကောင်းမှာပေါ့အိမ်ပြော်ကလေးရက်ပြော်ကလေးရွာပြော်ကလေးမြို့ပြော်ကလေးတိုင်းပြော်ကလေးတိုင်းကျော်ပြည်ကျော်ကလေးဖြစ်အောင်ကျွန်တော်တို့ဆောင်ရွက်ပေးရလိမ့်မယ်ကလေးတွေကကလေးတွေရဲ့အခွင့်အရေးကိုမသိပါဘူးပြောရမှာကကလေးတွေကိုဥတီပြီးပြောရလာနားထောင်တာကဒီဘက်မှာဆရာတော်တန်ကတော့အပန်း50လောက်ပါဒီဘက်မှာမယ်တီလာချင်းဆရာလေးတွေအပန်း50လောက်ရှိကျန်တာကလူပေးတဲ့တကယ်နားထောင်ရမယ်အခွင့်အရေးဆုံးရှုံးနေတဲ့လမ်းပြော်ကလေး100လောက်ကစက်ယုံတယုံလုံးလှည့်ပတ်ပြီးဂျွန်းထိုးနေပါတယ်ကျွန်တော်ရှေ့ကိုလာထိုးလိုက်ဟိုဘက်မှာထိုးလိုက်ဟိုဘက်မှာနဗန်းတက်လိုက်ပြောရမှာသူတို့နားထောင်တာကပြင်ပလူတွေအဲ့တော့ကျွန်တော်ကဘာပြောမိတယ်လဲဆိုတော့ကလေးတွေဟာကလေးတွေရဲ့အခွင့်အရေးကိုမသိကြပါဘူးကလေးတွေရဲ့အခွင့်အရေးဆုံးရှုံးနေတယ်လို့သိတာကလူကြီးတွေပါလူကြီးတွေဆိုတာတော့မှကိုချင်းစာနာစိတ်ရှိတဲ့လူကြီးတွေဟာလဲဟုတ်ပြီတာသမီချင်းကိုချင်းစာတဲ့စာနိုင်မဲ့လူကြီးတွေညာတာတတ်တဲ့လူကြီးတွေအဲ့တော့ဒီလူကြီးတွေကသိတဲ့လူကြီးတွေကကလေးတွေရဲ့အခွင့်အရေးအတွက်ဆောင်ရွက်ပေးရပါလိမ့်မယ်လို့ဒီလိုပြောခဲ့ပါတယ်ဒါဟာကျွန်တော်တို့ရှေ့မှာတွေ့ခဲ့တဲ့အတွေ့အကြုံတစ်ခုမနေ့ကကျွန်တော်တို့သွားခဲ့တဲ့ကျေးရွာကထန်းတော်ကြီးကျေးရွာအခုဒီရွာကအထက်ပန်းညိုကျေးရွာမြန်မာနိုင်ငံမှာအဲ့လိုကျေးရွာပေါင်း6000ခွဲရှိတယ်အဲ့ဒီလိုကျေးရွာပေါင်း6000ခွဲမှာစာကြည့်တိုက်ပေါင်း9000ကိုဖွင့်လှစ်ပေးပြီးပါပြီလို့ပြန်ကြားရေးဝန်ကြီးအဟောင်းကပြောခဲ့ဘူးလေကျေးရွာပေါင်း6000ခွဲမှာကျေးရွာ9000ကိုစာကြည့်တိုက်တွေဖွင့်လှစ်ပေးပြီးပြီလို့နာမည်တက်ပြောလို့ရပါတယ်ဦးကျော်စန်းပြန်ကြားရေးဝန်ကြီးအရကပ်ပြက်နဲ့ဦးကျော်စန်းပြောခဲ့ဘူးလေသူ့ရဲ့ကြားထဲမှာဦးအောင်ကြည်ဆိုတဲ့တယောက်ရှိမယ်ပြန်ကြားရေးဝန်ကြီးသူ့ရဲ့နောက်မှာအခုနောက်ဆုံးဝန်ကြီးဦးရဲထွတ်ဆိုတာရှိမယ်ဦးရဲထွတ်ကပြန်ကြားရေးဝန်ကြီးယာတွေကိုရယူတဲ့ခါမှာသူကဘာပြောတယ်လဲဆိုတော့အရင်ပြန်ကြားရေးဝန်ကြီးဟောင်းဦးကျော်စန်းကတော့ကျေးရွာပေါင်း6000ခွဲမှာကျေးရွာ9000စာကြည့်တဲ့တွေဖွင့်လှစ်ထားတယ်လို့ပြောဖို့ပါတယ်တဲ့ဒါပေမဲ့သူတကယ်လက်တွေ့လေ့လာလိုက်တဲ့အခါမှာတကယ်လဲပတ်နေတဲ့စာကြည့်တဲ့က9000မပြည့်ပါဘူးတဲ့သူတို့ဝန်ကြီးနှစ်ပါးပြောတဲ့စကားမှာကျွန်တော်ဝင်ရှုပ်တဲ့အကြောင်းတစ်ခုမှမပါဘူးဒီကိစ္စပြဿနာတိုင်းသူတို့နှစ်ယောက်ရှင်းရတယ်တယောက်က6000ခွဲမှာ9000ဖွင့်ထားတယ်လို့ပြောတယ်နောက်တစ်ယောက်က9000ဖွင့်တယ်လို့ပြောပေမဲ့တကယ်လက်ပတ်နေတာ9000မရှိဘူးတဲ့ဒါပေမဲ့ဘာပဲဖြစ်ဖြစ်အခုကျွန်တော်တို့သွားနေတာဟာမြို့နဲ့လမ်းနဲ့နီးတဲ့လမ်းမဆက်သွယ်ရေးတင့်တဲ့ခြေရွာတွေဒီရှေ့နားလေးမှာကျွန်တော်နဲ့ဆိုင်းဆရာအကြည်တော်နဲ့2ယောက်ဖိတ်ကြားတဲ့အခါကျတော့ကျွန်တော်တို့ကသွားကြပါတယ်ကျွန်တော်တို့ကလည်းအင်မတန်လွယ်ကူတယ်အားသလားအားတယ်ဆိုရင်ဆွေကနေပါသွားတာဘာမှကျွန်တော်တို့မှာ item တွေ quality တွေမရှိဘူးအဲ့ဒီလိုနဲ့သွားလိုက်တဲ့အခါကျတော့ရွှေဘိုမြစ်ကြီးနားလမ်းမကြီးတစ်လျှောက်ရွှေဘိုမြစ်ကြီးနားလမ်းကနေတစ်လျှောက်ဖဲ့ဝင်သွားတဲ့အခါကျတော့တော်လန်လေးအတိုင်းတနာရီလောက်ဝင်ရတ
တော်လန်လေးရဲ့ဝဲရနှစ်ဖက်မှာကျွန်းပင်နေစိုက်ထားဘယ်ခေါ်လာတာလဲဗျာဘယ်ခေါ်လာတာလဲဗျာလို့မေးတဲ့အခါမှာဖိတ်ကြားတဲ့သူတွေကပြောပါတယ်အခုကျွန်တော်တို့သွားမှာတောတိုက်ဆရာတဲ့တောတိုက်နားမလည်ဘူးလို့တောတိုက်ဆိုခင်ဗျားတို့ပြောတယ်မှာရွှေလာဘဆိုလားရွှေလာဘဆိုလားကျွန်တော်ကြားတယ်ဟုတ်တယ်ဆရာတဲ့ရွှေလာဘဆိုတာနာမည်တဲ့ဘာတော့လာဘဆိုတာလက်ဒါပေမဲ့လာရေးချဘာတက်တော့လဲလက်လာဘဆိုလဲလက်ရွှေလက်လားဒါမှမဟုတ်ရွှေလာဘလားမဟုတ်ဘူးဆရာရွှေလာဘရွှေကရွှေလာကလာဘာတစ်ချက်ကဘာရွှေလာဘဟုတ်ပြီရွှေလာဘကဘာလဲရွာလားမဟုတ်ဘူးဆရာတဲ့တောတိုက်တဲ့ဘာတော့တောမှာစောက်ထားတဲ့တိုက်လားမဟုတ်ဘူးဆရာတောတိုက်ကျွန်တော်နားမလဲဘူးနားမလဲရွာရောက်မှာပဲမေးတော့ဆရာတဲ့ကျွန်တော်လည်းမပြောတတ်တော့ဘူးတဲ့အဲ့ဒီလိုနဲ့တနာရီလောက်တောထဲကိုမောင်းသွားတဲ့အခါမှာကုန်းမြင့်ပေါ်မှာတဲတလုံးဆောက်ထားတဲ့ကွင်းမြင့်ကြီးတစ်ခုတွေ့ရောက်ပြီဆရာတဲ့ဆင်းတယ်ဘယ်ကိုရောက်တာတော့တောတိုက်ကိုရောက်တာလေတဲ့ဘာလဲလို့ခဏနားမလို့လားမဟုတ်ဘူးလေဆရာဒီမှာဟောမှာတယ်ဟောဗျာဘယ်မဲ့တော့စာပေစင်မြင့်ကဒီအောက်မှာရှိတယ်ဆရာကုန်းဆောင်လေးမှာစင်မြင့်လေးထိုးထားတယ်တောမင်္ဂလာဆောင်မှာတုံးတဲ့ဟိုဖဲပြားတွေပါနေနဲ့လူကြီးတယောက်ထွက်လာကျွန်တော်ဗျာတလန်းလုံးတောတိုက်လို့ပြောနေတယ်ကျွန်တော်နားမလဲဘူးအော်ကလေးတွေကမပြောတတ်လို့ပါဆရာတဲ့တောတိုက်ဆိုတာဟုတ်တာပေါ့တယ်ဆရာနည်းနည်းနားစိမ့်နေတောင်ရတဲဆိုရင်တော့ဆရာသိမလားသိတာပေါ့လို့တောင်ရတဲရတယ်ရာတဲပဲဆရာတဲ့အခုဒီ15အိတ်ကပတ်လည်မှာကျွန်တော်တဲတလုံးမှရှိတယ်ဖះဟောမှာဆရာတဲလေးတွေတွေ့လားတွေ့တယ်လို့အော်ဟစ်ပြီးခေါ်ရင်တော့တော်တော်ခေါ်ယူရမှာနော်ဟုတ်တယ်ကျွန်တော်အော်လန်လေးတွေထားတယ်တဲ့နဲ့ခေါ်ခြင်းအော်လန်နဲ့အော်တယ်တော်တော်အော်ယူရမယ်နေရဒီတောင်ရတဲထဲမှာခင်ဗျားတဲတလုံးနဲ့ကျုပ်တို့ကဘလို့ဟောမှာတော့အော်လိုက်ရင်လာပါလိမ့်မယ်ဆရာတောတန်းရဲ့အဓိပ္ပာယ်ကိုတဲ့ဆရာနားလည်အောင်ပြောရရင်ရွာအစ်စ်မရောက်သေးတဲ့တောင်ရတဲပါဆရာဒုက္ခပဲဗျာခင်ဗျားတို့ကလည်းဘာဖြစ်လို့ဒီနေရာကိုခင်ဗျားတို့ရောက်နေတာတော့ကျွန်တော်တို့ကထိမ့်သိမ့်တဲ့သူတွေမို့လို့ဒီကိုရောက်နေတာပေါ့ဆရာအဲ့ဒီရွာလူကြီးကအဲ့ဒီတောတိုက်လူကြီးကစကားပြောကောင်းတယ်ထိမ့်သိမ့်တဲ့လူတွေမို့လို့ကျွန်တော်ဒီကိုရောက်နေတာပေါ့ဆရာဆရာအခုဝင်လာတဲ့လမ်းတစ်လျှောက်မှာဝဲရနှစ်ဖက်မှာကျွန်းပင်တွေတွေ့ကြသလားဆရာတွေ့တယ်အဲ့ဒါပေါ့ဆရာကျွန်တော်တို့ဒီကိုပြောင်းခဲ့တာ3နေရာရှိပြီဒါဟာ3ချိန်မြောက်ပြောင်းတာပါဒီတော့ဒီရေဒီမြေကိုကျွန်တော်တို့ကထိမ့်ပါတယ်ဆရာတဲ့အဲ့ဒါလို့ထိမ့်လိုက်လို့စိုက်လို့ပြုတ်လို့ကောင်းပြီဆိုရင်တက်ဆိုင်ရာကလာပြီးသိမ့်သွားပါတယ်ဆရာဒါကြောင့်ကျွန်တော်တို့ကထိမ့်သိမ့်တဲ့သူတွေပါကျွန်တော်တို့ကထိမ့်လိုက်သူတို့ကသိမ့်လိုက်အခုဆရာမြင်ခဲ့တဲ့ကျွန်းပင်တွေဟာကျွန်တော်တို့ပြုပြင်စီရင်ထားခဲ့တဲ့မြေတွေပေါ့တဲ့သူတို့ကကျွန်းပင်စိုက်တာပါဆရာရဲ့တဲ့ကျွန်တော်တို့ကဘဝတွေစိုက်ထားတာပါသူတို့ကျွန်းပင်စိုက်ဖို့အတွက်တော့ကျွန်တော်တို့ဘဝအပင်တွေကိုမနှုတ်ပြတဲ့မှုဆရာကျွန်တော်အကြည့်တော်ကိုမျက်စာလေးပြပြပြီးတော့ခမရပဲစာရေးဆရာလုပ်ပါတော့ဗျာသူတို့ကျွန်းပင်စိုက်ဖို့အတွက်ကျွန်တော်တို့ဘဝတွေကိုနှုတ်မပြနဲ့လေဆရာတဲ့အခုတော့ကျွန်တော်တို့ကခုတ်ထွင်ရှင်းလင်းလိုက်သူတို့ကလာသိမ့်သွားလိုက်ကျွန်တော်တို့ပြောင်းရရွှေ့ရတာ3နေရာရှိပြီအဲ့တော့ကျွန်တော်ပြောချင်တာဗာလေကျွန်တော်ပေးချင်တဲ့သတင်းစကားကကျင်းရွာအဆင့်တော်မရောက်သေးတဲ့တောတိုက်တောင်ရတဲ့တကယ်တမ်းဟယ်လိုလုပ်လိုက်တော့ဆိုင်ကယ်တွေနဲ့နီးရွာနီးခုနကတောင်ရတဲ့ချုပ်ဆက်ကလာလိုက်ကြတာလူ200လောက်ဖြစ်သွားပါတယ်အကြည့်တော်နဲ့ကျွန်တော်နဲ့ကောင်းအောင်ပြောခဲ့ဆိုခဲ့ဆွေးနွေးခဲ့ပါတယ်သူတို့ရဲ့စေတနာလည်းအမခန့်ပါပဲစံ3တင်းချက်ထားတယ်လာသမျှတွေအကုန်လုံးကိုကျွေးပါတယ်စံ3တင်းချက်လို့လာတဲ့ပိသက်ကလည်းကုံအောင်စားပါတယ်ပြန်ကန်လေးမှာပြောသွားပါတယ်အရသာရှိတဲ့စာပေပွဲပါပဲတဲ့ဝတ်သားလေးကတော်တော်ကောင်းတယ်တဲ့အကြည့်တော်နဲ့ကျွန်တော်ကိုသဘောကျလားမကျလားတော့မသိဘူးစံ3တင်းချက်ကတော့ပြောင်းသွားတယ်နော်ဝတ်သားကလည်းအစီဘက်ကောအခောက်ဖက်ကောရှာလို့ကိုမရတော့ဘူးအဲ့တော့ကျင်းရွာအဆင့်ကိုတော့မရောက်သေးတဲ့နေရာတွေကိုကျွန်တော်တို့ပြောပါဒါပြည့်ရင်ခင်ဗျားတို့တောတိုက်ရဲ့အန်တီမရည်ရွယ်ချက်ကဘာလဲလို့မေးတော့ရွာဖြစ်ရေးပဲဆရာကျွန်တော်အထက်ပန်းညူကိုပေးခြင်းတဲ့သတင်းစကားကခင်ဗျားတို့ဟာကြေးရွာဆိုပေမဲ့မျက်စမီးနဲ့ဗာနဲ့ဟန်ကြပန်ကြနော်ကိုထုကိုထလုံနိုင်သေးတဲ့သူတွေပါသူတို့ကတော့ဖြင့်သူတို့ရဲ့မဟာမျှော်လင့်ချက်ဟာရွာဖြစ်ရေးရွာတော်မဖြစ်သေးတဲ့နေရာမှာဘဝတွေကိုဒီလိုပဲခုတ်ထွင်ရှင်းလင်းပြီးတော့နေကြရပါတယ်အံ့ဩစရာကောင်းလောက်အောင်စာပေပွဲကိုကျင်းပါတယ်ကျွန်တော်တို့လည်းကောင်းကောင်းမွန်မွန်တတ်တတ်ရရပြောခဲ့ဆိုခဲ့ကြပါတယ်အဲ့တော့စာပေဟောပြောပွဲတွေရဲ့အလင်းကြောင်ကျေးဇူးတင်စကားတက်ပြောတယ်အဲ့ဒီရွှေလာဖကကလေးတယောက်စာပဲကလေးကိုကင်ပြီးတော့လက်ကလေးတွေတုံးနေတယ်ကျွန်တော်ပညာရေးအခြေခံအများကြီးမရှိပါဘူးခင်ဗျာပြောရင်းဆိုရင်လည်းအမှားယွင်းဖြစ်သွားရင်ခွင့်လွှတ်ပါလက်ကတုံးနေတယ်စာပဲကလေးကိုကင်ထားတော့ပြောတယ်စူးစမ်းပြီးပြောတယ်ကျွန်တော်ဘေးမှာရက်နေတဲ့မိမကြီးတယောက်သူ့ရင်ဘက်ကိုဖိထားတယ်ဟိုကလေးကလည်းနည်းနည်းထစ်သွားတဲ့အခါမျိုးမှာ84ဟဲ့84ပြီးတော့မှသိရပါတယ်သူတူတော်တယ်လို့သိရပါတယ်အဲ့ဒီလိုနဲ့ကောင်လေးကအထက်နဲ့ပြောလိုက်တာစာပဲလဲကုံသွားရောအဲ့မိမကြီးကထအောင်ပါတယ်အောင်ပြီတဲ့သူတူဒီလိုပွဲလေတင့်တာအောင်သွားပြီအခမ်းအနားမှုလုပ်တဲ့ကလေးမလေးသူ့ရဲ့
သမီးလေးတော်တယ်သူသမီးလေးပြောနေတာကိုသူကရင်ပတ်လေးဖိပြီးတော့သူသမီးလေးချောချောမွေ့မွေ့ပြောနိုင်တဲ့ခါကျတော့မျက်လုံးမှာမျက်ရည်တွေဝေးလို့ဒီလိုနေရာကိုကျွန်တော်တို့ပြောခဲ့ကြစာကြည့်လိုက်လို့မမေရရမရှိဘူးရွာတရွာအဆင့်တော့မဖြစ်သေးဘူးအဲ့ဒီနေရာမှာစာပေဟောပြောပွဲကိုမဲဆက်လောက်ကြပါတယ်အဲ့တော့ကျွန်တော်တို့ပြောချင်တာဒီစာပေရဲ့ကျေးဇူးကြောင့်လမ်းဘေးကလူငယ်လေးတယောက်ဒီကနေ့အများသူငါပြည်သက်ကိုစကားပြောနိုင်တဲ့သူတယောက်ဖြစ်ခဲ့ပြီစာပေရဲ့တန်ဖိုးကိုသိတဲ့လူတွေကလည်းစာရေးစာတွေနဲ့ဆက်သွယ်ပြီးတော့စီစဉ်ဆောင်ရွက်ကြတယ်အခုဒီမှာဘဝအလင်းအောင်စာကြည့်လိုက်ရှိတယ်အထက်ပန်းညုံမှာရှိတဲ့ညီတွေနှမတွေကဒီစာကြည့်လိုက်ကိုအသုံးမချကြတော့ဘူးလားဒါလေးကိုကျွန်တော်ရေးကြီးပြောချင်ပါတယ်အဲ့တော့စာကြည့်လိုက်မှာအဓိကလိုအပ်ချက်၅ခုပွဲတိုင်းမှာလည်းလင်းတဲ့ပွဲတိုင်းမှာကျွန်တော်ပြောတယ်နော်ကျွန်တော်ကစကားပြောတဲ့နေရာမှာရည်ရွယ်ထားတာတစ်ခုအချိန်နဲ့တင်တော်တာတစ်ခုကျွန်တော်အများအားပြောင်းပြောလို့ရှိတယ်စာကြည့်လိုက်ကြီးကိုမြင်နေရတဲ့အတွက်စာကြည့်လိုက်တွေအဓိကလိုအပ်ချက်၅ခုတဲ့ B5 လုံးနဲ့စာကြည့်လိုက်ဆိုတော့ဘာရှိရမလဲတဲ့ box လို့ခေါ်တဲ့စာအုပ်တွေရှိရမယ်တဲ့ကဲဘဝလင်းအောင်ထဲမှာစာအုပ်တွေရှိမလားရှိမယ်စာအုပ်တွေရှိမယ်စာကြည့်လိုက်ဆိုစာအုပ်တွေရှိမယ် building နဲ့အဆောက်အဦတဲ့အဲ့ဒီစာအုပ်တွေကိုပြစ်ထားလို့မရဘူးတဲ့ရာသီဥတု၃ပါးလုံးခန့်အောင် building အဆောက်ရှိတယ်အဆောက်ရှိတယ် box building အရေးကြီးတာက border walls ငှားရမ်းတဲ့သူရှိဖို့လိုတယ်စာအုပ်တွေရှိတယ်အဆောက်အဦရှိတယ်ငှားတဲ့သူတယောက်မှမရှိဘူးဆိုရင်လေအလုံးမဖြစ်ဘူးငှားရမ်းတဲ့သူရှိဖို့လိုမယ်အဲ့ဒီစာကြည့်တဲ့ကြီးကိုစင်ဆက်မပြတ်လဲပတ်ဖို့အတွက်အခွန်မာနာငွေရက်တီဖို့အတွက် budget လို့ခေါ်တယ်ငွေကြေးလေးတစ်စုံတရာလိုမယ်အဲ့ဒီငွေကြေးအတွက်ကလည်းတကယ်တော့မခက်ဘူးအဲ့ဒီငွေကြေးကိုရှာဖွေတဲ့နေရာမှာဆိုပါစို့ဒီအထက်ပန်းညိုကြေးရွာမှာအင်ဂျီ350ရှိတယ်350ဆိုရင်တိန်ကို9ရောက်လောက်နဲ့မြောက်မယ်ဆိုရင်လူကြီး1500လောက်ရှိမယ်ဟုတ်တယ်နော်လူကြီးဘယ်လောက်ရှိမလဲ1500ကဲလူကြီးတယောက်ကို100လောက်ပဲတစ်လလုံးနေမှာ100လောက်ပဲဒီစာကြည့်လိုက်တော့ထည့်မယ်ဆိုရင်ဘယ်လောက်ရမလဲတသိန်းခွဲရဟုတ်တယ်နော်တယောက်ကို100 1000ဆိုတော့တသိန်းတယောက်ကို100ပဲထည့်ရင်တော့တစ်လကိုဒီစာကြည့်လိုက်အတွက်1500ရမယ်တသိန်းခွဲရမယ်ဒါမှမဟုတ်မိသားစုအနေနဲ့တွက်မယ်ဆိုရင်အင်ဂျီ350မှာနော်တိန်ကို900လောက်ထည့်မယ်ဆိုရင်လေတသိန်းခွဲလောက်ရမယ်ထားပါတော့အကြမ်းမြင့်ငွေရှာတဲ့နည်းကိုပြောတာပါစာအုပ်အသစ်တွေဝယ်နိုင်မယ်လှူတဲ့တန်းတဲ့စာအုပ်တွေကိုလည်းလက်ခံနိုင်မယ်အဲ့ဒီလိုစာကြည့်တဲ့တစ်ခုလုံးကိုလဲပတ်ဖို့အတွက်စနစ်တကျစီစဉ်ဆောင်ရွက်ပေးတတ်တဲ့ brain လို့ခေါ်တဲ့အုံနှောက်ပိုင်ရှင်စာကြည့်တဲ့မှုကြတော့အရေးကြီးတယ်အဲ့ဒီစာကြည့်တဲ့မှုဟာပညာတတ်တဲ့သူစာဖတ်တတ်တဲ့သူဖြစ်ရမယ်မူလတန်းရွယ်ကလေးတွေဝင်လာမယ်အဲ့ဒါကိုသွားပြီးတော့ဇတ်တော်ကြီး10ဘွဲ့တို့ဇိနထပကတ်တဏီတို့သွားပေးရင်တော့ကလေးတွေကကြောက်သွားမှာပေါ့သူတို့နဲ့တင်တော်တဲ့ကတ်တုံးလေးတွေနော်ရွှေသွေးလေးတွေဘိုဘိုလေးတွေမိုးတောက်ပန်းလေးတွေပေးရမှာပေါ့ကလေးတွေကင်လို့စာရွက်လေးတွေပြက်ကျင်လည်းပြက်မှာပေါ့ဆုတ်ကျင်လည်းဆုတ်မှာပေါ့တန်းချင်းခံရမှာပေါ့စာအုပ်ကိုကင်တာကိုပဲကျွန်တော်တို့ကကျေးဇူးတင်ရမှာဒီလိုနားလည်တဲ့အုံနောက်ပိုင်ရှင်စာကြည့်တိုင်းမှုလိုအပ်တယ်သူ့ကိုကြတော့ကျွန်တော်တို့အလကားခိုင်းလို့ရခြင်းပါရမယ်သူ့အတွက်လာစားရှိမယ်ဟုတ်ပြီအဲ့တော့ဘဝလင်းအောင်စာကြည့်လိုက်အတွက်နော်အဲ့ဒီလိုအပ်ချက်၅ချက်နဲ့ပြည့်စုံမယ်လို့ကျွန်တော်ထင်ပါတယ်မပြည့်စုံမှုဆိုလို့ရှိရင်လည်းထပ်ပြီးတော့ထပ်မှန်ဖြစ်ဆွတ်ပါဒါမှဒီဘဝလင်းအောင်စာကြည့်လိုက်ဟာရေရှည်လဲပတ်နိုင်တဲ့စာကြည့်လိုက်တဲ့တိုင်းဖြစ်ပါလိမ့်မယ်အဲ့တော့လူတစ်ယောက်လူတစ်လုံးသူတစ်လုံးဖြစ်ဖို့ဆိုတာအသိပညာအတတ်ပညာအတန်းပညာအနုပညာအစဉ်စဉ်လိုအပ်ပါလိမ့်မယ်သို့တော့ကျင်းလက်တော်သူတောင်သားတွေဖြစ်တဲ့အတွက်အကြောင်းကြောင့်ပညာရေးနဲ့ဝေးခဲ့တယ်ဆိုရင်ဆရာကြီးကျမကတော့ပညာရေးနဲ့ဝေးခဲ့ပြီကျမမူလာတန်းအဆင့်မှာပဲကျမနေခဲ့ရပြီဆရာကြီးကျွန်တော်ကတော့အလယ်တန်းအဆင့်နဲ့နေခဲ့ရပါပြီကျမကတော့10တန်းမအောင်ပါဘူးရှင်10တန်းမအောင်ပါဘူးခင်ဗျာကျွန်တော်တို့ကတော့ဖြင့်ဝမ်းမရပါဘူးခင်ဗျာတကယ်လို့များအဲ့လိုအကြောင်းကြောင့်နေရှိခဲ့ခြင်းလဲအားရှိအောင်စကားလေး5ခုနဲ့ကျွန်တော်ဖြည့်ပေးပါမယ်အတန်းတန်းမှမနေခဲ့ရတဲ့ဆရာကြီးတယောက်ရှိပါတယ်ကျောင်းပညာတန်းမှမသင်ခဲ့တဲ့လို့တော့ပြောလို့မရဘူးမနေခဲ့တယ်လို့ပြောအောင်အဲ့ဒီအတန်းတန်းမှမနေခဲ့တဲ့ဆရာကြီးကိုရန်ကုန်တက္ကသိုလ်ကပါမောက္ခရာထူးပေးပြီးတော့တောင်းပန်ကြားရတဲ့ဆရာကြီးတယောက်ရှိခဲ့ဘူးအဲ့ဒီဆရာကြီးရဲ့နာမည်ကဦးစန်းထွန်းမန်းတက္ကသိုလ်အတန်းမှမနေခဲ့တဲ့စာပေပညာရှင်ကြီးအဲ့တော့အတန်းပညာအားနေလို့အားငယ်တဲ့စိတ်တွေရှိရင်နမူနာရအောင်ဟုတ်ပြီတန်းမှမနေခဲ့ရစန်းထွန်းမန်းတက္ကသိုလ်နောက်တစ်ယောက်က4တန်းမအောင်ဘူးတဲ့ဟင်ဒီဘာသာနဲ့ပါဠိဘာသာကိုကျွမ်းကျင်တဲ့ဆရာကြီးတယောက်93နှစ်အရွယ်မှာသေဆုံးတယ်သူသေဆုံးတဲ့အခါမှာရွှေပေါက်ကံမှာရှိတဲ့ရှန်တိနိကေတန်ဆိုတဲ့စာကြည့်တိုင်းမှာစာအုပ်ပေါင်း2000ခွဲအမွေအဖြစ်ထားခဲ့တယ်အဲ့ဒီဆရာကြီးရဲ့နာမည်ကစာရေးဆရာကြီးပါရဂူ4တန်းမအောင်တဲ့ဆရာကြီးကပါရဂူလို့ခေါ်တဲ့စာရေးဆရာကြီးတယောက်ဖြစ်ခဲ့တယ်8တန်းတတိယနှစ်မြောက်မှာကျောင်းထွက်သွားရတဲ့စာရေးဆရာတယောက်ရှိခဲ့ဘူးလေ8တန်းတတိယနှစ်မြောက်ဆိုတော့8တန်းကို3ခါကြပြီးတော့ထွက်သွားရတဲ့လူငယ်လေးတယောက်သူ့ဘဝရည်တည်မှုအတွက်
အမျိုးသားစာကြည့်လိုက်ရှေ့ကိုသွားငပြောသိနှလုံးနဲ့ရေဘူးတဘူးယူမနေ့9 နာရီကနေညနေ9 နာရီအထိစာကြည့်လိုက်ထဲမှာမထရန်စာဖတ်ခဲ့တဲ့လူငယ်လေးတယောက်ဘိုက်ဆိုင်ရင်ပါလာတဲ့ငပြောသိနှလုံးနဲ့ရေဘူးလေးကိုဖွင့်ပြီးတောက်မနေ့9 နာရီကနေသွားစာကြည့်လိုက်ပိတ်မဲ့ညနေ9 နာရီမှပြန်သူဝါဒနာပါတဲ့ဟာသစာပေကို2 နှစ်တိတိရှာဖွေမှွေနောက်ဖတ်ရှုလေ့လာနီးယူခဲ့တဲ့လူတယောက်အကြည်တော်ဆိုပြီးဖြစ်လာပါတယ်စာရေးဆရာအကြည်တော်ဆိုတာ8 တန်း 3 ခါကြာနဲ့ထွက်ပြီးတော့ဒီကနေ့တိုင်းကျော်ပြည်ကျော်စာရေးဆရာဖြစ်ရပ်တည်နေပါတယ်နောက်တစ်ယောက်ဆက်ကြအောင်ဆိုငယ်ငယ်တုန်းကသမင်လိန်ကောက်ကောက်နဲ့မျက်နှာလေးကဆုတ်ချွန်းချွန်းနဲ့ကလားလေးနဲ့တူတယ်ကြီးလာတဲ့ခါကျတော့ကောက်တဲ့သမင်ကတော့မဖြောင်းတော့ဘူးကောက်ကောက်ပဲမျက်နှာကြီးကတော့ပြည့်ပြည့်ဖြိုးဖြိုးဖြစ်လာတယ်ငယ်ငယ်တုန်းကကလားလေးနဲ့တူတယ်ကြီးလာတော့ကလားကြီးနဲ့တူတယ်သူ့လောက်မြန်မာမှုပိုင်တာကိုလည်းမရှိဘူးသူ့လောက်မြန်မာတချင်းကြီးပိုင်မှန်နိုင်တီးဆိုတတ်တဲ့သူလည်းမတွေ့ရသလောက်ပဲမြန်မာအတန်မှာဓာတ်ပြားနှစ်ချက်ရတဲ့အဆိုတော်ဖြစ်တော့အဆိုဝါဒနာပြလိုက်သေးတယ်ငယ်ငယ်တုန်းကသမင်ပြင်ဆိုင်လေးတစ်ခုရှိမှအဲ့ဒီသမင်ကောက်ကောက်နဲ့ပိန်ချွန်းချွန်းပိန်ဆုတ်ချွန်းချွန်းတယောက်ဟာလက်ကြည့်နဲ့သမင်ပြင်နေတဲ့အဖိုးကြီးကိုငင်းပြီးတော့သွားတယ်အဖိုးကြီးကသူ့ကိုကြည့်တယ်ဟဲ့ကောင်မင်းဘာလဲကွာမင်းငါ့ကိုလက်ကြည့်သမင်ပြင်တာတင်ကျင်လို့လားဟုတ်ကဲ့တကယ်တော့ကောင်လေးကသမင်ပြင်တာတင်ကျင်တာမဟုတ်ဘူးအဖိုးကြီးရဲ့ဘေးမှာရှိတဲ့ထောင်ထားတဲ့စာအုပ်ဘီလိုတောက်ခတ်ထားတဲ့စာအုပ်ဘီလိုနှလုံးအဲ့ဒီစာအုပ်တွေကိုငေးတာသို့တော့သမင်ပညာတင်ကျင်သလားလို့မေးတဲ့အခါမှာဟုတ်ကဲ့ဆိုပြီးတော့အဖိုးကြီးကသူ့ကိုသမင်ပညာသင်ပေးတယ်ကျွတ်ကိုဒီလိုထုတ်ရတယ်ဘားတိုင်ကိုဒီလိုနှုတ်ရတယ်ပေါက်မပေါက်သိအောင်အင်တုံထဲမှာဒီလိုစိန်ရတယ်ကွာပလုံစီလေးထွက်လာလို့ရှိရင်အဲ့ဒါပေါက်တဲ့နေရာလေးမှတ်ထားတပတ်လုံးပတ်ပြီးတော့အင်တုံထဲမှာစိန်လိုက်တပတ်လုံးစိန်လိုက်လို့အပေါက်တစ်ပေါက်တွေ့တယ်ဆိုရင်မင်းကနောက်တစ်ပေါက်ထပ်ဖောက်ဒါမှနောက်တစ်ပေါက်စာပို့ရမယ်ဒီလိုတင်ကျင်လဲတင်မှာပေါ့ပြီးရင်အချောက်ခံကျွတ်ပြားလေးကိုညှက်တဲ့ခါမှာ4000ကြီးညှက်လို့ရှိရင်ကြည့်မကောင်းဘူးကွာထစ်ပြားလေးတွေကိုမင်းတိလိုက်တော့ဆယ်ပြားစီလေးနဲ့တူသွားတော့မလှဘူးလားမင်းစမ်းသစ်ချင်ဝိုင်းလေးညှက်လို့လဲရတယ်ကွာအဲ့ဒါလေးကိုစင်ကော်လို့ခေါ်တဲ့ဟာလေးနဲ့တုတ်ရတယ်တုတ်ပြီးချက်ချင်းမကတ်ရဘူးကွာကောင်လေးကခဏထားရတယ်ပြီးဆိုတော့မှပစိုးစာလေးနဲ့ပေါ့ဒါလေးနဲ့ကတ်စပိန်ဆိုတာဒီလိုဖားရတယ်ကွာအဖိုးကြီးကဘယ်လိုပဲတင်ကောင်လေးကလုံနေကြိုင်နေနဲ့အစားအုပ်တွေကိုငေးနေတယ်ဘိုးတော်ကြီးကသိသွားပြီမင်းငါစီကိုစပိန်ပညာသင်ကျင်းလို့လာတာမဟုတ်ပါဘူးကောင်လေးကဟုတ်ကဲ့ဗျမင်းဘာလို့ချင်တာလဲငါ့ကိုမှန်ပြောစမ်းကျွန်တော်ဒီဗီဒီယိုတွေကစာအုပ်တွေဖတ်ချင်လို့ပါငါထင်တယ်ဒါပေမဲ့ငါလည်းဒီနေရာလေးကိုငှားထားတာဒါပေမဲ့တော့ငါစီမှာရှိတယ်အဲ့တော့မင်းနဲ့ငါနဲ့အပေးယူလုပ်မှရမယ်မင်းလည်းငါ့ကိုထိုက်တော့ကူအဲ့ဒီစာအုပ်တွေလည်းဖတ်အိမ်တော့ငှားသွားခွင့်မပြုတ်ဘူး2 လအတွင်းမှာဗီဒီယိုနှလုံးလုံးကိုကုံအောင်ဖတ်ခဲ့တဲ့သပင်ကောက်နဲ့စုပ်ချွန်းကလားလေးတယောက်ဒီကနေ့တော့အမျိုးသားစာပေစုအချင်းချင်းရပြီးတော့ကဘာကသိတဲ့ဆိုင်းဆရာဖြစ်ထင်ရှားကြော်ကြတဲ့မန္တလေးကနေဝင်းမြင့်ဆိုတဲ့ဆိုင်းဆရာဖြစ်တန်းမှမနေခဲ့ရတဲ့ဘဝတွေကနေ4 တန်း8 တန်း10 တန်းစာအုပ်ရည်တွေအများကြီးရောင်းခဲ့ရတဲ့ဆရာကြီးမင်းသိန်ခ10 တန်းမအောင်ခဲ့ဘူးအင်္ဂလိပ်စာကိုကျွမ်းကျင်ပြောတဲ့ဆိုတတ်ရေးတဲ့ဖတ်တတ်ဆရာနေဝင်းမြင့်ဆိုရင် Amita Ghosh The Glass Palace ဆိုတဲ့စာအုပ်ကိုနော်ရေကန်သာကြာတိုင်းအေးဆိုတဲ့နာမည်နဲ့ဘာသာပြန်တာအမျိုးသားစာပေစုလည်းရတယ်အမေရိကကိုလည်းလက်ပတ်တွားရောက်ပြီးတော့ဖိတ်ခေါ်မှုကိုယူပြီးတော့ကမ္ဘာစာပေအလယ်မှာတင့်တယ်တဲ့ဆိုင်းဆရာတယောက်ဖြစ်ခဲ့တယ်အဲ့တော့ဒီကနေ့ကျွန်တော်ဒီစကားတွေကိုပြောနေရခြင်းဒီအလင်းရောင်စာကြည့်တိုက်ကိုမူတည်ပြီးတော့ဘဝလမ်းကြောင်းအနေငယ်ပျောက်ဆုံးနေတဲ့လူငယ်တွေများရှိနေမယ်ဆိုရင်ကိုယ့်ဘဝကိုမှန်မှန်ကန်ကန်အသုံးချနိုင်မယ်စာပေကိုခွဲခြားရင်တုတ္တစာပေနဲ့ရတ္တစာပေဆိုပြီး2 မျိုးရပါမယ်တဲ့အကြမ်းမြင်အဖြစ်ဓမ္မစာပေဆိုတော့ဘာညာရှင်းအောင်မယ်လीနော်ကျွန်တော်ပြောနေတာဒီခြုံငုံပြီးပြောတာဖြစ်ပါတယ်တုတ္တစာပေဟာအုံနောက်ကိုပြောင်းလဲစေပါတယ်တဲ့ရတ္တစာပေဟာနှလုံးသားကိုပြောင်းလဲစေပါတယ်တုတ္တစာပေခေါင်းတွေကြောင့်တော်တဲ့ထူးချွန်တဲ့လူတွေဖြစ်လာနိုင်ပါတယ်ရတ္တစာပေခေါင်းတွေကြောင့်စိတ်ထားတည်ကြည်မြင့်မြတ်တဲ့ကိုချင်းစာတရားနဲ့ပြည့်စုံတဲ့လူတွေဖြစ်လာနိုင်ပါတယ်ကောင်းတဲ့မွန်တဲ့လူတွေဖြစ်လာနိုင်ပါတယ်တော်ပြီးတော့မကောင်းရင်လည်းလောကအတွက်အကျိုးမရှိပါဘူးတဲ့ကောင်းပြီးတော့မတော်ရင်လည်းလောကအကျိုးကိုသက်ဆောင်တဲ့နေရာမှာမထိရောက်ပါဘူးတဲ့တော်လဲတော်ကောင်းလဲကောင်းအောင်ဘယ်လက်နဲ့ညာလက်ကဲ့သို့တုတ္တနဲ့ရတ္တကိုပေါင်းစပ်ပြီးတော့ဘယ်ခြေနဲ့ညာခြေကဲ့သို့နှလုံးသားနဲ့အုံနောက်ကိုပေါင်းစပ်ပြီးတော့ဘဝလမ်းကိုဘဝရဲ့ခီးလမ်းကိုရှစ်ဆက်နိုင်မယ်ဆိုရင်လူဘဝဟာနေပြောပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်စာအုပ်စာပေတွေနဲ့အများကြီးရရှိခဲ့ပြီးသားဖြစ်ပါတယ်အဲ့တော့ဒီကနေ့ကျွန်တော်ဒီဟောပြောပွဲလေးကိုစာကြည့်တိုက်နဲ့ပတ်သက်ပြီးတော့စလိုက်ပါတယ်စာကြည့်တိုက်ကိုကောင်းကောင်းမွန်မွန်အသုံးချဖို့အတန်းပညာတတ်ရင်ပိုကောင်းတယ်အကြောင်းကြောင့်တော့အတန်းပညာအားနည်းခဲ့ရင်လည်းဘဝတက္ကသိုလ်လို့နာမည်ပေးလို့ရတဲ့စာအုပ်စာပေတွေကနေပြီးတော့ကျွန်တော်တို့ဘဝကိုထူးချွန်အောင်တိုးတက်အောင်အောင်မြင်အောင်ရှစ်ခီးဆက်လို့ရတယ်လို့ကျွန်တော်ပြောခဲ့ပါပြီလမ်းဘေးမှာဘေးတို့ရောင်းခဲ့တဲ့ဘဝကနေဒီလိုအချိန်ကြီးရောက်အောင်ဒီစာအုပ်တွေကပြုပြင်ပေးခဲ့ပါတယ်လို့လည်းဝန်ခံခဲ့ပြီးပါပြီဒါဆိုရင်ဒီအထက်ပန်းညိုမှာရှိတဲ့ကျွန်တော်ရဲ့ညီငယ်နှမငယ်တွေအတွက်ကျွန်တော်အားပေးတဲ့စကားဟာလုံလောက်မယ်လို့
ကျွန်တော်ထင်ပါတယ်ဒါဆိုရင်နောက်တစ်ပိုင်းဖြစ်တယ်နော်ကျွန်တော်ပြောချင်တယ်နိုင်ငံတော်သစ်လို့ပေးထားတဲ့အကြောင်းအရာဘက်ကိုကျွန်တော်တို့ဆက်လက်ပြီးတော့ကူပြောင်းရအောင်မကြသေးခင်ကာလကနိုဝင်ဘာလ10ရက်နေ့ကကျင်းပလိုက်တဲ့ရွေးကောက်ပွဲမှာပါတီရဲ့နာမည်တွေပြောရင်ရှင်းနေတာဖြစ်တဲ့အတွက်အယောင်နဲ့ပြောရင်ပိုရှင်းပါတယ်အစိမ်းရောင်နဲ့အနီရောင်ဘယ်သူကနိုင်ပြီးဘယ်သူကရှုံးတယ်လဲအနီရောင်ကနိုင်ပြီးတော့အစိမ်းရောင်ကရှုံးဒီအထက်ပန်းညုံမှာဘယ်သူကနိုင်လဲမသိဘူးဘယ်သူကနိုင်လဲဟောအနီတွေနိုင်တယ်အနီရောင်ကအများစုတနိုင်ငံလုံးအနေနဲ့နိုင်တယ်အစိမ်းရောင်ကနည်းနည်းလေးရှုံးနေတယ်ပေါ့ထားပါတော့နော်အစိမ်းရောင်ကလက်ရှိအာဏာရပါတီအဲ့တော့ကျွန်တော်တို့ကသုံးသက်ချက်တွေပေးရပါတယ်အနီရောင်ကဘာကြောင့်နိုင်တယ်လဲတဲ့ကျွန်တော်တို့ကိုမေးခွန်းတွေမေးပါတယ်ကျွန်တော်ကဖြေပါတယ်ဒီမိုကရေစီဆိုတာခုနကကိုဂျင်မီကလည်းအများကြီးပြောသွားပြီဒီမိုကရေစီဆိုတာပြည်သူလူထုကိုဥထိပ်ပန်ဆင်ရတဲ့စနစ်ပါပြည်သူလူထုကိုဥထိပ်ပန်ဆင်ပြီးတော့ဆောင်ရွက်ရတဲ့စနစ်ဖြစ်တဲ့အတွက်အနီရောင်ပါတီဘာကြောင့်နိုင်တယ်လဲလို့မေးရင်ပြည်သူလူထုကိုဥထိပ်ပန်ဆင်လို့သူတို့နိုင်သွားတာပါအစိမ်းရောင်ပါတီဘာကြောင့်ရှုံးတယ်လဲပြည်သူလူထုကိုဥထိပ်မပန်ဆင်လို့တနည်းအားဖြင့်ပြည်သူလူထုနဲ့ဝေးကွာလို့ရှုံးသွားတာပါဒီအချိန်မှာအနိုင်ရတဲ့သူကရှုံးတဲ့သူကိုမဲပြီးတော့ကဲ့ရတာမျိုးရှုံးချတာမျိုးကျွန်တော်တို့လုပ်เสียအကြောင်းမရှိပါဘူးကျွန်တော်ကိုယ်တိုင်ဘာပါတီဝင်မှမဟုတ်ပါဘူးဒီနေရာမှာသတိပြုဖို့ကအနီရောင်ပါတီရဲ့အနီရောင်ရဲ့အနိုင်ဟာတသက်တာထာဝရမဟုတ်နိုင်တယ်လို့အစိမ်းရောင်ရဲ့အရှုံးကလည်းတသက်တာအရှုံးစူးစမ်းပြင်ဆင်မယ်ဆိုရင်မဟုတ်နိုင်ဘူးမပြင်ဆင်မဲနဲ့ဒီတိုင်းပဲတရွတ်တိုက်ပြီးလိုက်ပါသွားမယ်ဆိုရင်တော့ထာဝရပြောက်ကွယ်သွားနိုင်တဲ့အခြေအနေမျိုးရောက်သွားနိုင်တယ်ပြင်ဆင်ခွင့်စူးစမ်းခွင့်ဆိုတာကတော့လူတိုင်းအဖွဲ့အစည်းတိုင်းမှာရှိပါတယ်အဲ့တော့ပြည်သူလူထုကိုဥထိပ်ပန်ဆင်တဲ့ပြည်သူလူထုရဲ့ခံစားချက်ကိုနားလည်တဲ့သူတွေကဒီချိန်မှာအောင်ပွဲရတယ်ပြည်သူလူထုနဲ့ဝေးတဲ့သူတွေကဒီချိန်မှာဆုံးရှုံးသွားတယ်ကျွန်တော်တို့မျှော်မှန်းနေတာပါလေနိုင်ငံတော်သစ်အသစ်ဖြစ်တဲ့နိုင်ငံအဟောင်းအမြင်တွေကိုကျွန်တော်တို့မလို့ကျွန်တော်ဘူးအဲ့ဒီအဟောင်းအမြင်တွေရဲ့စိတ်ခံစားမှုတွေကိုဒီချိန်မှာကျွန်တော်တို့ပြန်လဲမပြောကြတော့ဘူးဒါတော့မှအကျွင်းကြံနေအရေးငွေတွေကခုချိန်ထိနော်ခွင့်ပြုမိတ်မပေးတာတို့ကြံဖန်ပြီးတော့စိတ်နှောက်ရှက်ပေးချင်တာမျိုးဘာတာဝန်မှမယူဘဲနဲ့ဘာတာဝန်မှမခံဘဲနဲ့ယာဒူးတစ်ခုကိုခတ်တီတီတိမ့်ပိတ်ထားတာမျိုးရှေ့မှာကျွန်တော်စကားတွေအများကြီးပြောခဲ့ပါပြီကျွန်တော်ဆိုရင်နာမည်တွေအများကြီးရခဲ့တယ်နော်တရားတင်ဆိုးတဲ့ကျွန်တော်ဘယ်တော့မှလွတ်လိုက်ရမရတဲ့တရားတင်ဆိုးခဲ့သူတရားတင်ဆိုးကဇာကားတွေရိုက်လွတ်လိုက်မရတဲ့ကားတွေပဲရိုက်တယ်နော်အဲ့တော့တရားတင်ဆိုးကလည်းဘယ်တော့ခါမှလွတ်လိုက်ရမရတယ်လို့ပဲကျွန်တော်ကလည်းစာပေဟောပြောပိုင်းထဲမှာဒီစကားတွေကိုအများအားပြောရတယ်ဆိုတော့ခုချိန်မှာကျွန်တော်ဒီစကားတွေကိုမပြောချင်တော့ဘူးငြိမ်းချမ်းရေးကိုရှေ့ရှုတဲ့တိုင်းပြည်ရဲ့အနာဂတ်အတွက်ကောင်းမွန်တဲ့စကားတွေကိုပဲကျွန်တော်တို့ပြောချင်တယ်ပြည်သူလူထုချင်းစိတ်ဝမ်းကွဲเสียအကြောင်းမရှိဘူးဒီမိသားစုကအနီရောင်ဒီမိသားစုကအစိမ်းရောင်အချင်းချင်းမတည့်เสียအကြောင်းမရှိဘူးအနီရောင်နိုင်သွားတဲ့အခါမှာလည်းအနီရောင်အတွက်တွေအလုပ်လုပ်ရမှာမဟုတ်ဘဲနဲ့အစိမ်းရောင်အတွက်ပါထည့်သွင်းပြီးတော့ဆောင်ရွက်ရမှာဖြစ်ပါတယ်အစိမ်းရောင်ကအနိုင်ရခဲ့ရင်လည်းအနီရောင်ကိုခြံထားခဲ့လို့မရဘူးလမ်းတစ်လမ်းလုံးခင်းတဲ့ကိစ္စမှာဒီအစိမ်းရောင်အိမ်နဲ့အိမ်ပါနေလို့သူ့အိမ်နဲ့အိမ်ကိုဘွက်ပေါအောင်ထားခဲ့မယ်လို့လုပ်ခဲ့လို့မရဘူးဒါကြောင့်မလို့အောက်ခြေမှာရှိတဲ့ပြည်သူလူထုချင်းကစိတ်ဝမ်းကွဲเสียအကြောင်းမရှိဘူးပါတီခေါင်းဆောင်တွေကိုသာသူ့ထက်ငါအပြိုင်အဆိုင်ပြည်သူလူထုအကျိုးကိုရွက်တယ်ဘိုးနိုင်အောင်မြေတောင်မြောက်ပေးရမှာဖြစ်ပါတယ်ဒါဟာနိုင်ငံရေးရင်းကျက်လာတဲ့အခါမှာပြည်သူလူထုကအလိုလိုနားလည်လာပါလိမ့်မယ်အဲ့ဒီအတွက်ဒီလိုရင်းကျက်လာမှုမျိုးကိုလည်းကျွန်တော်တို့ကမျှော်လင့်ပါတယ်အဲ့တော့ကျွန်တော်တို့မျှော်လင့်လာသည်နိုင်ငံတော်အသက်ဒီအချိန်မှာကြားရသိရတဲ့သတင်းစကားတွေအရလည်းမင်္ဂလာရှိတယ်ဒေါအောင်ဆန်းစုကြည်ကိုကမ္ဘာတိခေါင်းဆောင်တယောက်အနေနဲ့အာဏာကိုအေးအေးဆေးဆေးလွှဲပြောင်းပေးမယ့်အခြေအနေမျိုးကျွန်တော်တို့တွေ့နေရတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့မျှော်လင့်တဲ့နိုင်ငံတော်အသက်ဆိုတာဘာလဲအနှစ်နဲ့လာလာမျှော်မှန်းခဲ့တာပါလေကောင်းတဲ့အစိုးရကိုကျွန်တော်တို့မျှော်လင့်တာပါကောင်းသောအစိုးရနော်ဦးသိန်းစိန်ပြောတဲ့စကားတွေကိုကျွန်တော်ပြန်မပြောတော့ဘူးနော် good governance တို့ clean government တို့ဟုတ်တာလည်းမဟုတ်ဘူးအဲ့ဒါတွေကျွန်တော်ပြန်မပြောတော့ဘူးနော်ဟုတ်တာမဟုတ်တဲ့စကားတွေကျွန်တော်မပြောတော့ဘူးကျွန်တော်တို့မျှော်လင့်တာဒီကောင်းသောအစိုးရတနည်းအားဖြင့်ပြောအစိုးရကောင်းဒါဆိုရင်ကျွန်တော်ကအစိုးရကောင်းရဲ့အင်္ဂါရပ်လေးတွေကိုပြောပြခြင်းတယ်အဲ့ဒီကျွန်တော်ပြောပြတဲ့အစိုးရကောင်းရဲ့အင်္ဂါရပ်တွေကိုချင့်တွက်ပြီးတော့ငါတို့ရှေ့မှာကြုံခဲ့ရတဲ့သူတွေဟာကောင်းသောလူတွေလားမကောင်းသောလူတွေလားပိုင်းခြားဆုံးဖြတ်နိုင်နောက်လာမဲ့သူတွေကိုရောကောင်းတယ်မကောင်းဘူးပြည့်စုံတယ်မပြည့်စုံဘူးဆိုတာကိုတိုင်းတာလို့ရမယ်ပေတံအစိုးရကောင်းတွေရဲ့အင်္ဂါရပ်ပေတံနံပါတ်1ကောင်းတဲ့အစိုးရဆိုတာတဲ့အစိုးရကောင်းဆိုတာစင်ရဲသားတွေကိုပျော်ရွှင်စေရမယ်စကားလုံးကိုကျွန်တော်တိုက်ရိုက်ပြောလိုက်တာပါနော်စင်ရဲတယ်ဆိုတဲ့စကားလုံးကိုကျွန်တော်မသုံးချင်ဘူးစင်ရဲတယ်ဆိုတဲ့စကားလုံးကျွန်တော်မုန်းတယ်ကျွန်တော်တို့လည်းစင်ရဲခဲ့လို့စင်ရဲတာမကောင်းဘူးဗျဒါပေမဲ့မတ္တမအာဇီဝနဲ့မိစ္ဆာနော်အားထုတ်မှုမျိုးနဲ့ချမ်းသာတာမျိုးကြလဲကျွန်တော်တို့လက်မခံပါဘူးလူငယ်တွေကိုကျွန်တော်တို့အများအားပြောပါတယ်စင်ရဲတာဟာမကောင်းဘူးဒါပေမဲ့တမအာဇီဝကြစွာစင်ရဲတာကိုတော့မင်းတို့ကြမ်းကြမ်းခံနိုင်ရမယ်လို့ကျွန်တော်ပြောလို့ရှိပါတယ်ဆိုတော့အစိုးရကောင်ရဲ့တာဝန်တွေထဲမှာစင်ရဲနွမ်းပါတဲ့သူတွေကိုပျော်ရွှင်စေရမယ်ကျွန်တော်ပြန်ပြောမယ်နော်စင်ရဲတဲ့သူတွေကိုချမ်းသာစေရမယ်လို့ပြောတာလားပျော်ရွှင်စေရမယ်လို့ပြောတာလားပျော်ရွှင်စေရမယ်စင်ရဲတဲ့သူတွေကိုချမ်းသာအောင်လုပ်ပေးဖို့အစိုးရမှာတာဝန်မရှိဘူးချမ်းသာခြင်းကိုယ့်အကိုစူးစမ်းထမင်းတနတ်ရှော့စားပေါ့
ထမင်းတနက်လျှော့စားချမ်းသာနိုင်တယ်တရက်ကို2000နဲ့လောက်အောင်သုံးဟုတ်တယ်နော်တရက်ကို2000နဲ့လောက်အောင်သုံးလေအများကြီးမသုံးနဲ့နော်အရက်သေးစားတောက်စားတာလျှော့လောင်ကစားတွေဘာတွေမလုံးနဲ့အဲ့တော့အစိုးရရဲ့တာဝန်ထဲမှာစင်းရဲတဲ့သူတွေကိုချမ်းသာအောင်လုပ်ပေးဖို့တာဝန်မရှိဘူးစင်းရဲတဲ့သူတွေကိုပျော်ပျော်ရွှင်ရွှင်နဲ့စင်ရဲခွင့်ပေးရမယ်အခုကျွန်တော်လေ့လာလိုက်တော့အင်ဂျီ350မှာမီးတက်ဆင်သုံးဆွဲထားတာအိမ်150လောက်ရှိလို့သိရတယ်အလုံး200လောက်ကမတွေ့ဘူးပေါ့မီးတွေ့မယ်ဆိုရင်9သိန်း7သိန်းလောက်ကျတယ်ဒါဆိုရင်မတွေ့တဲ့အိမ်လုံးအင်ဂျီ200လောက်ကဒီငွေကြေးခက်ခဲတဲ့စုံတရားရှိလို့ဖြစ်နိုင်တယ်တကယ်တကယ်ဆိုလို့ရှိရင်အစိုးရကတာဝန်ယူပြီးတော့ဆောင်ရွက်ပေးရမယ်ကိစ္စမျိုးသို့တော့ကိုထုကိုထဆိုတဲ့အတွက်ကိုထုမကိုထရတဲ့အခြေအနေမျိုးပြီးခဲ့တဲ့ကာလပိုင်းကကျွန်တော်အမေရိကန်နိုင်ငံကိုခဏသွားခဲ့ပါတယ်ဒီစကားကိုပြောတာကလည်းကြိုပြီးတော့ပြောပြစီနော်စာရေးဆရာတွေကသူတို့နိုင်ငံသားတွေသွားပြီးသိကြွားတာပဲလို့ပါလို့နော်ဘာလို့ကျွန်တော်အဲ့ဒီအကြောင်းကိုပြောမှဖြစ်တဲ့အတွက်အဲ့ဒီနိုင်ငံအကြောင်းကိုတော့ရောက်တယ်ဆိုတော့ပြောရမှာပေါ့ကျွန်တော်စကားပြောတဲ့ဟန်ပန်ကျွန်တော်စိတ်ထားကျွန်တော်ခုနဗီဒီယိုရောင်းတာတော့ပြောပြပြီပဲကျွန်တော်ကြွားတတ်တဲ့လူတရားဟုတ်မဟုတ်ဆိုတာသိနိုင်ပါလိမ့်ဝေဖန်မှုတွေကိုကျွန်တော်လက်ခံပါတယ်နော်ဒါပေမဲ့ဒီစကားကကျွန်တော်တက်အရသာခံပြီးကြွားပြီးပြောတဲ့စကားမဟုတ်ပါဘူးဒီအကြောင်းကိုပြောချင်တာဖြစ်တဲ့အတွက်ဒီနိုင်ငံနာမည်ကိုတော့ကျွန်တော်ထည့်ပြောမှရကျွန်တော်အမေရိကန်နိုင်ငံရောက်ခဲ့တယ်ရောက်တာလည်းလူငယ်တွေဂုဏ်ယူမယ်ဆိုရင်ဂုဏ်ယူလို့ရပါတယ်လမ်းဘေးမှာဗီဒီယိုရောင်းခဲ့တဲ့လူတယောက်ကိုဖိတ်ကြားပြီးတော့စာပေဟောပြောပွဲအတွက်ဖိတ်လို့ကိုယ်စိတ်တပြားမှမကုန်မဲနဲ့ပြန်တော့မှ$3-4တောင်မုံမိုးရခဲ့သေးတယ်ဆိုတော့ဂုဏ်သိက္ခာရှိရှိကျွန်တော်သွားခဲ့တာနော်ထားပါတော့အမေရိကန်မှာပြည်နယ်90ရှိပါတယ်တပြည်နယ်နဲ့တပြည်နယ်လောက်အားကားတွေမတူပါဘူးဆိုပါစို့ရန်ကုန်မြို့နဲ့တူတဲ့နယူးယောက်ရန်ကုန်မြို့နဲ့တူတဲ့နယူးယောက်ကျန်တဲ့ပြည်နယ်နဲ့တိုင်းနဲ့တူတဲ့တခြားပြည်နယ်တွေအင်ဒီယားနားပြည်နယ်တို့ပါအနည်းဆုံးလောက်ခလာစာကပြည်နယ်တွေမှာတနအီလောက်အားက30ဓာတ်စီဈေးမြင့်တဲ့နယူးယောက်မှာ15ကျပ်အခုနယူးယောက်က18ကျပ်တိုးတောင်းဖို့လုပ်နေပြီပြည်နယ်အစိုးရကခွင့်ပြုပဲပေးမယ်ဘာလို့လဲဓာတ်စီဈေးမြင့်တဲ့အတွက်ခြားကုန်စည်နှုန်းတွေတက်လာတယ်ဒါပေမဲ့နယူးယောက်မှာဓာတ်စီဈေးမြင့်မယ်ကျန်တဲ့ပြည်နယ်တွေမှာဓာတ်စီဈေးကမမြင့်ဘူးအဲ့တော့လောက်ခလာစာအဲ့ဒါလိုကွာတယ်အဲ့တော့အနည်းဆုံးကတော့တနအီလောကဘယ်လောက်ရမလဲ30ရအဲ့တော့ကျွန်တော်တို့ကိုအဲ့ခံကျုံးမှုတဲ့မိတ်ဆွေတွေဘူဖေးဆိုတဲ့ဆိုင်ကိုခေါ်သွားတယ်ဗမာပြည်မှာတကောင်ကို3000လောက်ပေးစားရမယ်ကြောက်ပစုံဆိုတာမျိုးတွေစလားထဲမှာအများကြီးထည့်ထားတယ်ဟင်းအမျိုးပေါင်း200ကျော်ဟင်းအမျိုးပေါင်း200ကျော်အချိုပွဲပေါင်း90ကျော်ရေခဲမုံပွဲကြီးပဲအမျိုး20နှစ်နာရီအတွင်းမှာကြိုက်တော့စားနှစ်နာရီအတွင်းနှစ်နာရီတော့အချိန်တော့သတ်မှတ်ထားတယ်နှစ်နာရီအတွင်းမှာဒီဆိုင်ထဲကမထတန်းစားအဝစား9ကျပ်ခွဲ$9.5 9ကျပ်ခွဲ$9ခွဲအဲ့တော့ဗမာနိုင်ငံလိုပြောရင်ကျန်၅ပွင့်ဟိုတယ်မှာအပတရားစားခွင့်ရတဲ့ခွင့်ရမျိုးတနာရီလောက်အားကဘယ်လောက်လဲတနာရီလောက်အားက30ကျန်၅ပွင့်ဟိုတယ်လို့အစားအသောက်မျိုးစားဖို့ပေးရမယ့်ဈေးက9ကျပ်ခွဲဒါဆိုရင်102နာရီလောက်လိုက်ရုံနဲ့အဲ့ဒီအစားကောင်းတောက်ကောင်းကိုလူတစ်ယောက်ကစားခွင့်ရသွားပြီအသားပြားတစ်ပြားသုံးဖို့နှစ်ပြားညှက်ထားတဲ့အဲ့ဒီအသားပြားဆိုတာမြန်မာနိုင်ငံမှာဆိုရင်တပိသားစလုံးစားလို့ရတဲ့အသားပြားဟိုမှာတော့ပေါင်မုံထဲမှာညှက်ပြီးလူတစ်ယောက်ပဲစားတာသူကကီလိုနဲ့တွက်ပြီးကီလိုဂရမ်နဲ့တွက်ပြီးတော့ချိန်ပြီးတော့ရောင်းတာအဲ့ဒီပေါင်မုံနဲ့ဟမ်ဘာဂါနဲ့ပြီးတယ်ဆိုရင်တော့ဟမ်ဘာဂါတစ်လုံးကို3-4ချက်ပဲပေးရတယ်မနေ့လည်းဟမ်ဘာဂါညနေလည်းဟမ်ဘာဂါနဲ့ပြီးတယ်ဆိုရင်တော့10လောက်နဲ့လောက်တယ်လူတစ်ယောက်ဟာ8နာရီအလုပ်လုပ်တယ်တရက်ဝင်ငွေဟာ80 overtime ဆိုရင်2ဆရပထမ1နာရီက2ဆရတယ်အဲ့တော့ overtime ကိုတော့တောင်းခိုင်းဖို့မကြိုးစားဘူးပေါ့အများကြီးပေးရတယ်သို့တော့8နာရီလုပ်တယ်1နာရီလုပ်ရုံနဲ့လူတစ်ယောက်ဟာဝါဝါလင်းလင်းစားနိုင်တယ်အခြေအနေမျိုးနောက်ထပ်1နာရီလုပ်မယ်ဆိုရင်ပလင်းလေးပါလေးဖောက်လို့ရပြီနောက်ထပ်1နာရီလုပ်မယ်ဆိုရင်ကားအကျွေးဆက်လို့ရပြီနောက်ထပ်1နာရီလုပ်မယ်ဆိုရင်အိမ်အကျွေးဆက်လို့ရပြီနှစ်30စီမံကိန်းနဲ့စင်းရဲတဲ့သူတွေနွမ်းပါတဲ့သူတွေကိုအစိုးရကောင်းကအဆင်ပြေအောင်လုပ်ပေးထားတယ်ချမ်းသာခြင်းတော့ကိုယ့်ကိုကြိုးစားဒါပေမဲ့အခြေခံလူတန်းစားရဲ့ဘဝတွေကိုပြည့်စုံအောင်ဆောင်ရွက်ပေးထားတယ်မြန်မာနိုင်ငံမှာတနေကုန်လောက်အားက3600တနေကုန်လောက်အားက3600 KFC ကြက်ကြော်လာရောက်တယ်ကြက်ကြော်2တုံးပါတဲ့ KFC တပွဲ3200ဘယ်လောက်ချမ်းမလဲ400ချမ်းမယ်လိုင်းသားရကိုလမ်းလျှောက်ပြီးပြန်ပေါ့ရွှေပြည်သားကိုလေးဘက်ထောက်ပြီးသွားပေါ့တနေကုန်လောက်အားက3600ကြက်ကြော်2တုံးတပွဲက3200အဲ့တော့ပြောချင်တာဒီနေရာမှာအရင်တော့ကတိုင်းပြည်တစ်ပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုရှိမရှိကို GDP နဲ့တိုင်းတယ် Gross Domestic Product လို့ခေါ်တယ်ပြည်တွင်းထုတ်ကုန်နဲ့တိုင်းတယ်မလုံလောက်တော့ပါဘူးတဲ့ပညာရှင်တွေကထပ်ပြောတယ် GDP နဲ့တိုင်းရုံနဲ့မလုံလောက်တော့ပါဘူးတဲ့ GNP နဲ့တိုင်းပါ Gross National Happiness အဲ့ဒီတိုင်းသူပြည်သားဘယ်လောက်ထိပျော်ရွှင်မှုရှိတယ်လဲဆိုတဲ့အချက်နဲ့တိုင်းပါကျွန်တော်တကုံမျိုးသိမြောက်ပိုင်းကနေထွက်လာတယ်ခီးသွားဖို့အတွက်မနေ့ဝီလီဝေလင်းဘေးမှာဈေးရှိတယ်ထီတယ်လေးကလှဲလေးတွန်းလာတယ်အချိန်ကာလက January February အချိန်မျိုးဖွင့်ထားတဲ့သချင်းကအိမ်မက်စေတမန်တကြံသချင်းထီတယ်လေးဖွင့်ထားတဲ့သချင်းညီလေးရဲ့မင်းကတကြံတော်မရောက်သေးဘူးမစော်လို့မလားကွာ
အဲ့တော့သူကကျွန်တော်ကိုကြည့်တယ်ကောင်းရလေးပြစ်ကနေထွေးရင်းနဲ့စောစောဖွင့်တော့စောစောပြောရတာပေါ့ဆရာတာမန်ရိုးသားသားပြောလိုက်တဲ့စကားဟာစာပေအနုပညာသမားဖြစ်တဲ့ကျွန်တော်နှလုံးသားထဲမှာတော့ပဲ့တင်ထပ်သွားတယ်စောစောဖွင့်တော့စောစောပြောရတာပေါ့ဆရာသူဘလောက်တောင်စိတ်ညစ်နေမလဲသူ့ဘဝရဲ့လှုပ်ရှားရုန်းကန်ရမှုတွေမှာအင်မတန်ညစ်ညူးစရာတွေရှိတဲ့အတွက်စောစောဖွင့်တော့စောစောပြောရတာပေါ့ဆရာဆိုတဲ့စကားလေးသူပြောတယ်ဒါတော့အစိုးရကောင်းရဲ့အင်္ဂါရက်တွေထဲမှာစင်ရဲနွမ်းပါတဲ့သူတွေကိုပျော်ပျော်ရွှင်ရွှင်စင်ရဲခွင့်ပေးရမယ်ပြီးခဲ့တဲ့အစိုးရတွေပေးခဲ့သလားနောင်လာမယ့်အစိုးရပေးနိုင်အောင်ကြိုးစားမလားဆိုတဲ့အခြေအနေနဲ့ကျွန်တော်တို့သုံးသပ်ရမယ်နံပါတ်1ပေးတမ်းဖြစ်ပါတယ်ပြောမယ်ဆိုရင်အများကြီးပြောလို့ရတော့လေအချိန်နဲ့ပြောရမှာဖြစ်တဲ့အတွက်နော်နောက်တစ်ခုတက်လိုက်မယ်တနိုင်ငံလုံးရဲ့ပညာရေးကိုတိုးတက်မြင့်မားအောင်လုပ်ပေးရမယ်အစိုးရကောင်းဆိုတာတနိုင်ငံလုံးရဲ့ပညာရေးကိုတိုးတက်မြင့်မားအောင်ဆောင်ရွက်ပေးရမယ်ပြီးခဲ့တဲ့အစိုးရကတော့လုံလောက်ပါတယ်နော်လက်ပံမှာចောင်းသားတွေကိုရိုက်နှက်ဖန်ဆီးကြတဲ့ကနော်သူတို့ရဲ့အရေးသွေးကပေါ်လွင်သွားပြီပညာရေးတိုးတက်အောင်တောင်းဆိုတဲ့ကလေးတွေကိုခုချိန်ထိထောင်ထဲမှာယုံချင်းနေအချင်းချင်းချင်းပြီးတော့မကြခင်မှာလဲဆန္ဒမဲပေးရတော့မယ်ဆိုတော့တိတိကြီးနဲ့ပြည်သူရဲ့နှလုံးသားကိုနာကျင်အောင်လုပ်တဲ့ပုံကောင်များဘလို့စိတ်ကူးစိတ်တန်းနဲ့ဆောင်ရွက်တယ်တော့ကျွန်တော်လည်းမသိဘူးတိုးတော့တောင်ဆန်းစုကြည်ကတစ်ဖောက်ပါပြောတယ်ပညာရေးနဲ့ပတ်သက်လို့ရွေးကောက်ပွဲမှာမဲတွေရလဒ်တွေထွက်တဲ့အခါမှာစာနယ်ဇင်းသမားတွေကတချို့စာနယ်ဇင်းသမားတွေကသူတို့ရဲ့စိတ်နေစိတ်ထားနဲ့သူတို့ရဲ့အကျင့်စရိုက်လက္ခဏာတွေဟာသူတို့မိကုန်းတွေပေါ်မှာမူတည်နေတယ်လူတယောက်ကမိကုန်းတစ်ခုထားမိတယ်တောင်ဆန်းစုကြည်ခင်ဗျာအခုအနိုင်ရပါတီခေါင်းဆောင်တူအနေနဲ့ Cambridge လို့ Oxford လို့ Harvard လို့ကမ္ဘာနာမည်ကျော်တက္ကသိုလ်ကြီးများကဲ့သို့မြန်မာနိုင်ငံရဲ့ပညာရေးကိုနေ့ချင်းညချင်းပြောင်းလဲအောင်ဆောင်ရွက်ပေးနိုင်မလားဒီမိကုန်းကိုသူဘာကြောင့်မေးတာလဲနေ့ချင်းညချင်းပြောင်းလဲအောင်ဘလို့ဆောင်ရွက်မှာလဲဘလို့သဘောတရားနဲ့ဘလို့စိတ်တက်တဲ့ဒီမိကုန်းကိုမေးတယ်လေသို့တော့ဒေါအောင်ဆန်းစုကြည်အသက်80ရင့်ကျက်တဲ့ခေါင်းဆောင်တရားအပြုံးမပြတ်ဘူးပန်းပန်မပြတ်ဘူးပြန်ဖြေပါတယ်ပြုံးပြုံးလေးပါရှင်မေးတဲ့မိကုန်းဟာကျမအဖြစ်ချင်ဆုံးစန္ဒပါရှင်မေးတဲ့မိကုန်းဟာကျမအဖြစ်ချင်ဆုံးဆန္ဒပါကျမနိုင်ငံကကလေးတွေအတွက်ကျမအဖြစ်ချင်ဆုံးဆန္ဒပါမရဘူးနောက်တော့ထပ်ပြီးတော့မိကုန်းတစ်ခုမေးတယ်ဒီမြားနဲ့ပြစ်လို့မရတော့နောက်မြားတစ်စင်းထပ်သုံးတယ်အနိုင်ရပါတီခေါင်းဆောင်တူအနေနဲ့လက်ရှိတက်မတော်ဘောကိုဘယ်လိုသဘောထားပါသလဲရှေ့မှာကျွန်တော်တို့ပေါတက်ကစကားတွေအများကြီးကြားခဲ့ရပြီနော်တိုင်းပြည်မှာလျှက်စစ်တပ်တွေပုံနေလို့နိုင်ငံသားကိုရောင်းတာမရောင်းရင်အယူပေါ်တို့ထမင်းတနတ်ရှော့စားတို့နော်ပြောင်းနိုင်ချောမလားတို့2000နဲ့လောက်ပါတယ်လို့အရင်မတော့ပါနဲ့နှုတ်တော့ပါတို့တွေ့သမျှလူပပိတ်ရိုက်မယ်တို့ပေါတက်ကရပြောတဲ့စကားတွေကျွန်တော်တို့ကြားခဲ့ရပြီနော်စိုက်ကားနင်းပြီးတော့ချမ်းသာနိုင်ပါတယ်တို့တယ်လီဖုန်းတွေကပြောမရပြီမဲ့ဓာတ်ပုံတော့ရိုက်လို့ရတယ်မို့လားတို့ကဘာကျော်စကားတွေကြားဘူးတယ်နော်အခုဒေါ်ဆန်းစုကြည်ကိုမေးပြီအနိုင်ရပါတီခေါင်းဆောင်တူအနေနဲ့တက်မတော်ပေါ်ဘယ်လိုသဘောထားပါသလဲတက်မတော်ဆိုတာကျမဖေဖေထူထောင်ခဲ့တဲ့တက်မတော်ပါတက်မတော်ရဲ့ဖခင်ဟာကျမဖေဖေဆိုရင်တက်မတော်ဟာကျမအဖေရဲ့သားပေါ်တဲ့ကျမဟာသူ့ရဲ့သမီးဖြစ်တဲ့အတွက်တက်မတော်နဲ့ကျမမောင်နှမပေါ်ရှင်အဲ့တော့ပြောချင်တာဒီမေးလိုက်တဲ့မိကုန်းတွေဖြေလိုက်တဲ့အဖြေတွေတနိုင်ငံလုံးရဲ့ပညာရေးကိုတိုးတက်မြင့်မားအောင်ဆောင်ရွက်ပေးနိုင်ဖို့အဲ့တော့ကျွန်တော်တောင်တွင်းကြီးကိုရောက်တယ်ဒီစကားလေးကိုလိုအပ်လို့ပြောတာပါပြည့်စုံအောင်တော့စူးစမ်းပြီးတော့ပြောပါမယ်အငင်းပွားစရာလေးလည်းရှိကောင်းရှိပါလိမ့်တောင်တွင်းကြီးမြို့နယ်ကိုရောက်တဲ့အခါကျတော့လူတယောက်ကကျွန်တော်နှုတ်ဆက်ပါတယ်ဆရာကျွန်တော်မှတ်မိသလားအမှန်တိုင်းပြောပါမယ်မမှတ်မိပါဘူးဟုတ်ကဲ့ပြောပါဒီလိုပါဆရာရှောင်းမိကုန်းတစ်ခုမေးပြကျွန်တော်တို့တောင်တွင်းကြီးအတွက်တက္ကသိုလ်တစ်ခုမရထိုက်ဘူးလားဆရာတောင်တွင်းကြီးအတွက်တက္ကသိုလ်တစ်ခုမရထိုက်ဘူးလားဆရာအကိုလို့လူတွေဟာသူတို့ယုံမုန်းပါတယ်သူတို့စန့်ကျင်ပါတယ်ဆိုတဲ့အရာတွေကိုပြောရင်းဆိုရင်းနဲ့ပဲနှစ်ပေါင်းများစွာနေသားကြလာတဲ့အခါကျတော့အဲ့ဒီသူတို့မကြိုက်တဲ့ဇယိုက်တွေကသူတို့အသွေးသားထဲမှာအလိုလိုဆွဲဝင်လာတယ်ဝီစီလီအခွေတစ်ခွေကိုဖွင့်လိုက်တယ်ဒုတောင်ဝင်ရေသုံးမှာဘယ်သူမှပြီးအောင်နားမထောင်ဘူးကြော်လိုက်တယ်လူမျိုးဥတီချက်၄ရက်ဘယ်သူမှမစောင့်အောင်မကြည့်ဘူးကြော်လိုက်တယ်လက်မဲကြီးတိတယ်ထတ်ကြော်တယ်မကြည့်မှန်းသိတယ်သူတို့ကလည်းတောက်လျှောက်ထဲ့တယ်ကြော်မှန်းလည်းသိတယ်ဒါပေမဲ့ထဲ့တယ်အဲ့တော့ကျွန်တော်တို့ပြောလိပြောတာရှိတယ်ဒုတောင်ဝင်ရေသုံးပါနံပါတ်1ပါလေဒုတောင်ဝင်ရေသုံးပါနံပါတ်1ပြည်တော်စုမပြုတ်ကိုနံပါတ်2တိုင်းသားစီလုံးညင်ညင်မှုမပြုတ်ကိုနံပါတ်3ချုပ်ချအာဏာကကျွန်တော်တို့တခါမှစောင့်အောင်မကြည့်တဲ့အဲ့ဒီကြွကြော်တန်3ခုကိုကျွန်တော်အလို့ရနေတယ်ကျွန်တော်တို့ပြောချင်တာဒီပါလေမကြိုက်ပါဘူးစန့်ကျင်ပါတယ်ဆိုတဲ့အရာတွေဟာကိုနဲ့လက်ပွန်တရီရှိလွန်းတဲ့အခါမှာကို့အသွေးသားတွေကိုစိတ်ဝင်လာကျွန်တော်မြို့နယ်အတွက်တက္ကသိုလ်တစ်ခုမရနိုင်ဘူးလားဆရာတဲ့တိုင်းပြည်ကတိတ်ချမ်းသာလို့တိတ်ကိုပေါများကြော်ဝလို့ဆိုတော့တမျိုးပေါ့ဒီတိုင်းပြည်ရဲ့လက်ရှိအခြေအနေနဲ့တော့မရတိုက်ဘူးခင်ဗျားတွေးတာကိုစားပြီးတော့ခင်ဗျားအိမ်မှာကျွန်တော်နေရမှာပါဒါပေမဲ့ဒီမိကုန်းကိုတော့ကျွန်တော်ဒီလိုပဲဖြေပြစေဘာဖြစ်လို့မရတိုက်တာလဲဆရာမြန်မာနိုင်ငံမှာနီးပညာတက္ကသိုလ်ဆိုတဲ့နာမည်တက်ထားတဲ့ကျောင်း38ကျောင်းရှိတယ်ကျောင်း20ကျော်ကိုကျွန်တော်တို့တွားရောက်ဆွေးနွေးဟောပြောခဲ့ပြီးပြီအဲ့ဒီနီးပညာကျောင်းတွေဘယ်ကလာတယ်အရင်တုန်းက GTI လို့ခေါ်တယ်အရင်တုန်းက RID လို့ခေါ်တယ်ရန်ကုန်စက်မှုတက္ကသိုလ်ရန်ကုန်စက်မှုတက္ကသိုလ်ရဲ့မြန်မာနိုင်ငံရေးတပိုင်းမှာပါဝင်မှုကြီးမားမှုကိစ္စဝိစ္စတွေအာဏာရှင်ရဲ့ကလထိုင်ကို
တုံလို့အောင်ပြက်ပြောင်းအောင်ဆောင်တဲ့နေရာမှာအဲ့ဒီစက်မှုတက္ကသိုလ်ကျောင်းသားတွေတမိုင်းကကြီးလွန်းတဲ့အတွက်သက်ဆိုင်ရာပုံကူများဟာအဲ့ဒီပုံရိပ်ကိုဖျက်ချင်တယ်ဒါကြောင့်အဲ့ဒီစက်မှုတက္ကသိုလ်ပိတ်လိုက်တယ်အဲ့ဒီစက်မှုတက္ကသိုလ်ပိတ်ပြီးတော့တနိုင်ငံလုံးမှာရှိတဲ့ရွှေဘုံမှာရောပဲခူးမှာရောတညင်မှာရောမှော်ဘီမှာရောကံမလူမှာရောတောင်ကြီးမှာရောနေရာအနှံ့နီးပညာတက္ကသိုလ်ဆိုပြီးခွဲပြီးတော့ဖွင့်လိုက်တယ်အဲ့ဒီ38ကျောင်းလုံးရဲ့တူညီချက်တစ်ခုကတော့ဘယ်ကျောင်းမှသင်ကြားမှုမပြည့်စုံဘူးဘယ်ကျောင်းမှသင်ကြားမှုမပြည့်စုံဘူးဆိုလိုတာဒီတိုင်းပြည်ကပြည့်ပြည့်စုံစုံနဲ့တက္ကသိုလ်တွေကိုထူထောင်ပေးနိုင်တယ်ဆိုရင်တော့ကောင်းတယ်ဆင်းရဲနေတဲ့တိုင်းပြည်အနေနဲ့ဆိုရင်တော့အဲ့ဒါလို38ကျောင်းကိုရှောက်ပြီးတော့တနေရာစီဖွင့်မယ်အစားအာနာကိုကင်နှုတ်မဲ့တခုခုဖြစ်လာရင်အလွယ်တကူထိမ့်သိမ့်လို့ရအောင်တက္ကသိုလ်အသီးသီးဟာမြို့နယ်9မိုင်တိတိဝေးရမယ်ပြဋ္ဌာန်းချက်နော်တက္ကသိုလ်အသီးသီးဟာမြို့နယ်9မိုင်တိတိဝေးရမယ်တခုခုဖြစ်ရင်ရှင်းနဲ့နောက်နဲ့နှစ်ခုပိတ်လိုက်ရင်လုံခြုံအောင်ကာကွယ်ပြီးသားထိမ့်သိမ့်ပြီးသားချုံနှောင်ပြီးသားဖြစ်ရမယ်အနေအထားမျိုးအကွက်ကြကြစီစဉ်ထားတယ်ဘာစေတနာနဲ့မှစောင့်ရထားတာမျိုးမဟုတ်ဘူးအဲ့ဒီမှာကုန်မဲ့ပတ်စံဘီလီယံကျပ်ပေါင်းများစွာကိုရန်ကုန်စက်မှုတက္ကသိုလ်နဲ့မန္တလေးစက်မှုတက္ကသိုလ်အဲ့ဒီနှစ်ခုမှာကြည်ကြည်မာမာပြည့်ပြည့်စုံစုံကဘာနဲ့ရေမောင်တန်းနိုင်တဲ့ပစ္စည်းပစ္စယတွေနဲ့တင်ထောက်ကူတွေနဲ့လှုပ်ပေးလိုက်ရင်မကောင်းဘူးလားတောင်တွင်းကြီးကနေမန္တလေးကိုသွားတက်ရတာတောင်တွင်းကြီးကနေရန်ကုန်သွားတက်ရတာအရသာတောင်ရှိပါသေးတယ်ဗျာတက္ကသိုလ်ဆိုတာကျွန်တော်တို့အဲ့ဒါလိုတက်ခက်လို့အရသာရှိတဲ့ဘဝကိုရင်ဆိုင်ခဲ့ရတာပါအဲ့တော့ပြောချင်တာဒီစစ်ဆိုးရလက်ထက်မှာတက္ကသိုလ်တွေကိုတောင်တစ်ခုမြောက်တစ်ခုရှောက်ဖွင့်တဲ့အခါမှာဒီမြို့နယ်မှာရှိတဲ့လူတယောက်ရဲ့အတွေ့အထဲမှာဘာတွေဝင်လာလဲသူ့မြို့နယ်အတွက်တက္ကသိုလ်တစ်ခုမရတိုက်ဘူးလားလို့မေးတယ်မိကွန်ပေါ်ပေါက်လာကျွန်တော်ပြောနေတာဒီနှစ်ဖက်ကိုမျှအောင်ကျွန်တော်ပြောနေတာပါနော်တိုင်းပြည်ကသိချမ်းသာရင်လုပ်ပါမချမ်းသာတဲ့အနေထားမှာတော့တောင်တစ်ခုမြောက်တစ်ခုနဲ့အတိတ်ပဲမဲ့ရည်ရွယ်ချက်မဲ့ဘယ်အကြောင်းမှလည်းပြည့်ပြည့်စုံစုံမရှိစာရွက်ထဲဟာတွေကိုစာရွက်ထဲမှာပြန်ကူစာရွက်ထဲဟာတွေကိုစာရွက်ထဲမှာပြန်ရေးများများတူအောင်ရေးနိုင်တဲ့ကောင်အမှန်များများပေးဘာတက်တယ်လဲဘာမှမတက်ဘူးကျွန်တော်စော်ကားလာမဟုတ်ပါဘူးဘာတက်တယ်လဲဘာမှမတက်ဘူးအဲ့တော့ကျောင်းပေါင်း38ကျောင်းမှာကျောင်း20လောက်ကလူငယ်တွေနဲ့တင်းရင်တင်းပြောဆိုဆွေးနွေးခဲ့တဲ့အကိုကြီးတယောက်အနေနဲ့သူတို့ရဲ့စိတ်ခံစားချက်တွေကိုကျွန်တော်သိပါတယ်နားထောင်မှုချင်းလည်းနားထောင်မှုပါလိမ့်မယ်မကွေး GT မကွေးနီးပညာမှာပြောတဲ့အခွေဆိုရင်လူတော်များများနားထောင်မှုကြတယ်လို့ပြောပါတယ်မကွေးနီးပညာမြင်းချံနီးပညာပခုတ်ကူနီးပညာတော်တော်များများကျွန်တော်ပြောခဲ့ပြီးပါပြီထားပါတော့တနင်္ဂနွေလုံးရဲ့ပညာရေးကိုတိုးတက်မြင့်မားအောင်ဆောင်ရွက်ပေးနိုင်ရမယ်တဲ့အစိုးရခေါင်းရဲ့အင်္ဂါချက်နှစ်ချက်ရှိသွားပြီနံပါတ်1ကစင်ရသားတွေကိုပျော်ရွှင်အောင်နံပါတ်2ချက်တနင်္ဂနွေလုံးရဲ့ပညာရေးတိုးတက်မြင့်မားအောင်နံပါတ်3ကတော့ပြည်သူလူထုကထောက်ခံတဲ့ခေါင်းဆောင်အနေနဲ့မလိုအပ်ဘူးနံပါတ်3ကဘာလဲနိုင်ငံရေးပုံမှန်နဲ့မတရားဖန်ဆီးနှိပ်စက်ချင်းခံရတဲ့နိုင်ငံရေးအကျဉ်းသားတွေမရှိစေရဘူး။ဒေါအောင်ဆန်းစုကြည်ကိုယ်တိုင်ကနော်နိုင်ငံရေးအကျဉ်းသားနဲ့နေခဲ့ရတယ်။ကိုမင်းကိုနိုင်တို့ကိုချင်မီတို့ကိုယ်တိုင်နိုင်ငံရေးအကျဉ်းသားတွေနဲ့နေခဲ့ရတယ်။အခုတက်လာမဲ့ခေါင်းဆောင်များသည်ဒီဘဝကိုဖြတ်သန်းလာတဲ့သူတွေဖြစ်တဲ့အတွက်သူတို့လက်ထက်မှာတော့ဒီပုံမှန်တွေဟာလျော့ပန်းသွားစရာအကြောင်းရှိတယ်။သို့တော့ကျွန်တော်ပြောနေတာဒီနိုင်ငံရေးအကျဉ်းသားကိုဆိုလိုတာနော်။တခြားအကျဉ်းသားတွေကတော့ရှိကောင်းရှိမယ်။ဥပဒေကတော့ဥပဒေတိုင်းဆောင်ရွက်ရပါလိမ့်မယ်နော်။လူသတ်မှုတို့ဓမြမှုတို့အနိုင်ကျင့်မှုတို့နှိပ်စက်ညှဉ်းပန်းမှုတို့ကတော့ဥပဒေတိုင်းရှိကောင်းရှိမယ်။နိုင်ငံရေးနဲ့ပတ်သက်တဲ့တမင်ညှဉ်းပန်းနှိပ်စက်မှုမျိုးကတော့လာမယ့်အစိုးရလက်ထက်မှာအတော်နှဲပါသွားပါလိမ့်မယ်။ဒါဒီအကြောင်းကိုအကျဉ်းချက်ပြီးမပြောတော့ဘူး။နံပါတ်4ဝန်ထမ်းတွေဟာပြည်သူဝန်ထမ်းကောင်းတွေဖြစ်ဖို့လိုပါတယ်တဲ့။ဝန်ထမ်းတွေကပြည်သူဝန်ထမ်းတွေဖြစ်ဖို့လိုပါတယ်။ဒါပေမဲ့အဲ့ဒီဝန်ထမ်းတွေကအများနဲ့ခေါင်းမာနဲ့ပြောလို့ရှိပါတယ်။တို့ကအစိုးရဝန်ထမ်းကျွန်တော်တို့ကလည်းသူတို့ကိုနားချပါခင်ဗျားတို့ကအစိုးရဝန်ထမ်းမဟုတ်ဘူးဗျ။ပြည်သူဝန်ထမ်းပါပြည်သူလူထုကပေးတဲ့ရိတ်ခါလာစာနဲ့ခင်ဗျားတို့ရှင်းတန်းနေထိုင်တာပါမဟုတ်ဘူးတချို့ဝန်ထမ်းတွေကကတိကတနိုင်တယ်မဟုတ်ဘူးတို့ကအစိုးရဝန်ထမ်းတလောက်တောင်ခင်ဗျားတို့အစိုးရကိုသစ္စာရှိမယ်ဆိုရင်လည်းခင်ဗျားတို့အစိုးရကာလသိမ့်မကြံတော့ဘူးအဲ့ဒီအစိုးရဆင်းသွားရင်ခင်ဗျားတို့လည်းတခါတည်းလိုက်ဆင်းသွားလို့ကျွန်တော်တို့ပြောမိပါတယ်အဲ့တော့တို့မျိုးလုံးလေးတွေပိကလပ်ခင်ဗျားတို့ကိုကျွန်တော်စော်ကားနေတာမဟုတ်ဘူးအစိုးရရဲ့တက်တားဟာ9နှစ်ပဲရှိတယ်နိုင်ငံဝန်ထမ်းရဲ့တက်တားဟာမြန်မာပြည်မှာအနှစ်60အထိထိုင်ရွက်ခွင့်ရှိတယ်ဦးသိန်းစိန်ရဲ့လက်ထက်မှာကျောင်းဆံမကြီးတယောက်ဟာဒေါအောင်ဆန်းစုကြည်လက်ထက်မှာလည်းကျောင်းဆံမကြီးပဲပေါ့လို့တိလသမารီပြည့်စုံတဲ့ခေါင်းဆောင်အုပ်ချုပ်မှာဖြစ်တဲ့အတွက်တိလသမารီနဲခဲ့တဲ့သူတွေလက်ထက်တုန်းကမရခဲ့တဲ့အခွင့်အရေးတွေတော့ခင်ဗျားတို့ရနိုင်ပါသေးတယ်လို့အဲ့ဒီတော့အစိုးရဝန်ထမ်းလို့မပြောပါနဲ့ပြည်သူဝန်ထမ်းလို့ပြောပါပြည်သူလူထုအကျိုးကိုရွတ်တယ်ဘိုးနိုင်တဲ့ဝန်ထမ်းကောင်းတွေအဖြစ်ကိုရောက်အောင်ကြိုးစားပါသို့တော်ကျွန်တော်တို့နားလဲတယ်ဘာနားလဲတယ်လဲရိတ်ခါလာစာပြပြဝပေးထားခြင်းမရှိတဲ့အစိုးရကျွန်တော်တပည့်ဝန်ထမ်းလေးတွေရှိတယ်ကျွန်တော်ကစာသင်တဲ့တက်တန်း20ရှိပါတယ်တပည့်လေးတွေဝန်ထမ်းလုပ်ကြတယ်ကျွန်တော်တို့ဘဝကခါခွေးလေးလုံးနဲ့လူလုံးရတဲ့ဘဝပါဆရာတဲ့ဆရာဟောပြောပွဲတွေနားထောင်ပါတယ်တဲ့ဝန်ထမ်းတွေနဲ့ပတ်သက်လို့ပြောရင်ကျွန်တော်တို့မှန်ပင်မှန်ညားတော်လဲနည်းနည်းတော့အောင့်နေဆရာရဲ့တဲ့ကျွန်တော်တို့ကခါခွေးလေးလုံးနဲ့ရှင်သန်ရပါတယ်ဘယ်လိုရှင်သန်ရတာတော့ပထမခါခွေးကခေါ်ရင်သွားရပါတယ်ဆရာပထမခါခွေးကခေါ်ရင်သွားရပါတယ်ဆရာပြီးရင်ခိုင်းတာလုပ်ရပါတယ်ဆရာခေါ်ရင်သွားရတယ်ခေါ်ရင်လာရတယ်ခိုင်းတာလုပ်ရတယ်ခံမပြောရပါဘူးဆရာ
အဲ့တော့ကျွန်တော်တို့ကသက်ဆိုင်ရာအကြီးအကဲကိုပြောပါတယ်ခေါ်လို့လာခဲ့ပြီးပါပြီခိုင်းတာလည်းလုပ်ခဲ့ပြီးပါပြီခံလည်းမပြောပါဘူးဆရာကျွန်တော်တို့အသက်မွေးဝမ်းကြောင်းလေးအတွက်ဘယ်လိုများရှာဖွေစားတော့ရမလဲလို့မေးတော့ကျွန်တော်တို့အထက်ရရှိကပြန်ပြောပါတယ်တဲ့ငါလိုပဲခိုးစားပေါ့ကွာအဲ့ဒီစကားကိုပြောနေတဲ့တပည့်ကလေးရဲ့ဘေးကတပည့်နောက်တစ်ယောက်ကပြန်ပြောပါတယ်မင်းကခါခွေး၄လုံးပဲသိတာတဲ့ငါဌာနကခါခွေး6လုံးတဲ့ဘလို့ဖြစ်လို့မင်းကနှလုံးပို့သွားတယ်မင်းတို့ကခေါ်ရင်လားခေါ်ရင်သွားဆိုတာယဉ်ကျေးတယ်တဲ့ငါတို့ဌာနကကြတော့လက်နဲ့ကင်တဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက်စခေါ်ရရဟိုခွေးမှသားလို့ခေါ်တာကွာဟိုခွေးမှသားလို့ခေါ်ပြီးတော့ခေါ်ရင်သွားရတယ်ခိုင်းတာလို့ရတယ်ခံမပြောရဘူးခိုးစားဆိုတာရှစ်ပေမဲ့နောက်ဆုံးအမိန့်ကိုမနာခံရင်ခွေးမှသားခါကျိုးသွားမယ်ဆိုပြီးတော့ငါတို့ကနောက်ထပ်တစ်လုံးပို့တယ်တဲ့အဲ့တော့ခွေးမှသားနဲ့ခါကျိုးသွားမယ်ပေါင်းလိုက်တဲ့အခါကျတော့ခါခွေး6လုံးပေါ့အဲ့တော့ကျွန်တော်တပည့်များကသူတို့ရဲ့ဘဝလေးကိုဒီလိုရင်ဖွင့်ပါတယ်အဲ့တော့ကျွန်တော်ကစားနာတယ်ရိတ်ခါဝန်ထမ်းရိတ်ခါလစာကိုကောင်းကောင်းမွန်မွန်မပေးနိုင်တဲ့အခါကျတော့ဝန်ထမ်းတွေရဲ့ဘဝကလည်းမပြည့်စုံဘူးပေါ့ကျောင်းဆရာမတယောက်ဟာကျောင်းဆရာမတယောက်လိုတိတ်ခါရှိရှိနေရမယ်အစားနော်ကလေးတွေကိုရောင်းဖို့အတွက်ရေခဲတုပ်ထုတ်နေရတာမျိုးနော်သူရှိကိုကျူရှင်တက်အောင်ဆွဲဆောင်နေရတာမျိုးခါကြားမှာနော်6လုံးမျိုးတနက်ကိုချိတ်ထားပေမဲ့လူဆိုးတွေရဲ့တခိုးတွေရဲ့အန်ရယ်ကိုကာကွယ်ရမယ်အစားသူ့မိသားစုထမင်းအိုးအတွက်ဘယ်လိုရှာဖွေကြံစားရမလဲလို့စဉ်းစားနေရတဲ့စကားမှုလိုမျိုးဒါတွေဟာအင်မတန်ကျွန်တော်ကဲ့ရဲ့နေတာမဟုတ်ပါဘူးနော်စာနာစိတ်နဲ့ပြောနေတာပါတကယ်လို့များအစိုးရကဝန်ထမ်းရိတ်ခါလစာကိုမှန်မှန်ကန်ကန်ပေးထားမယ်ဆိုရင်နေစရာအိမ်ပေးထားမယ်နေစရာအိမ်ပေးထားမယ်ယာတို့အစင်လိုက်စီးစရာသွားစရာလာစရာနော်ဆိုင်ကယ်ဖြင့်ဆိုင်ကယ်ကားဖြင့်ကားပေါ်နေပါပြီအခုပေးထားမယ်ဆန်တို့စီတို့ပေးထားမယ်ထိုက်တဲ့လစာပေးထားမယ်အဲ့ဒီကြားထဲကဖောက်ပြားနေဆိုရင်တော့ပြင်းပြင်းထန်ထန်ရေးယူပလားအခုတော့အဲ့ဒါလိုလောက်လောက်ငါပေးထားခြင်းမရှိတဲ့အတွက်ကျွန်တော်တို့ဝန်ထမ်းတွေကိုနားလဲတယ်ကျွန်တော်အဖေကတရားသူကြီးပါကွယ်လွန်သွားခဲ့ပါပြီလွန်ခဲ့တဲ့နှစ်ပေါင်း20ကကျွန်တော်ဝန်ထမ်းတယောက်ရဲ့သားသမီးပါကျွန်တော်ဖေဘယ်လိုတရားသူကြီးလဲကွယ်လွန်သွားတဲ့အချိန်မှာကျွန်တော်တို့ကျွေး3သိန်းကျန်ခဲ့ပါတယ်အိမ်မှာလျှက်စင်မီမရှိပါဘူးတယ်လီဖုန်းမရှိပါဘူးကားမရှိပါဘူးအစိုးရချီးတဲ့ငွေ3သိန်းအကျွေးကျန်ခဲ့ပါတယ်အဲကျွန်တော်တို့အဖေဟာကျွန်တော်တို့အဖေတွေလက်ထက်ကဝန်ထမ်းတွေဟာဘယ်လိုဝန်ထမ်းတွေလဲပြောချင်တာကဝန်ထမ်းကောင်းတွေတိုင်းပြည်မှာရှိခဲ့ပါတယ်ရုပ်သေးလေးစားတိုက်တဲ့လူကြီးလူကောင်းဆန်တဲ့သူတွေရှိခဲ့ပါတယ်အခုလည်းရှိနေပါလေအောင်မယ်ကျွန်တော်ပြောနေတာစော်ကားနေတာမဟုတ်ပါဘူးအစိုးရမှာတာဝန်ရှိတယ်ဆိုတာကိုပေါ်လွင်အောင်ပြောနေခြင်းဖြစ်ပါတယ်ရိတ်ခါလစာအပြည့်စုံပေးနိုင်ပြီဆိုရင်ကျွန်တော်တို့အရေးယူလို့ရတယ်အခုတော့နိုင်ငံတော်အကြီးအကဲကိုယ်တိုင်ကို၌က3သိန်းမကျော်ရင်တော့ကြည်လို့လိုက်ပါကွာဆိုတော့ပြက်ပြီပေါ့ဒီတိုင်းပြည်ဒီနိုင်ငံမှာမပြက်ရင်ဘယ်နိုင်ငံပြက်မလဲဆိုတော့ဒါတွေကကျွန်တော်အမှားယွင်းနေများစွာပါဟုတ်ပြီကျွန်တော်ပြောတာ၄ချက်ရှိသွားပြီအဲ့တော့အစိုးရဝန်ထမ်းလို့မပြောပါနဲ့ပြည်သူဝန်ထမ်းလို့ပြောပါပြည်သူဝန်ထမ်းလို့ခံယူပါအစိုးရဝန်ထမ်းလို့စွတ်ပြောရင်တော့အဲ့ဒီအစိုးရဆင်းရင်တခါတည်းလိုက်ဆင်းသွားပါဒါကကျွန်တော်တို့အရင်ကျေးဇူးပြောတဲ့စကားဖြစ်ပါတယ်နံပါတ်5အချက်လူအိုလူမင်းများရဲ့ဘဝကိုချမ်းသာအောင်ဆောင်ရွက်ပေးရမယ်လူအိုလူမင်းများရဲ့ဘဝသောတော်ဆင်းရဲတဲ့နွမ်းပါတဲ့သူတွေကိုကြတော့ဘာဖြစ်အောင်ပျော်ရွှင်အောင်အခုလူအိုလူမင်းများရဲ့ဘဝကြတော့ချမ်းသာအောင်သူတို့ကြတော့ချမ်းသာအောင်လုပ်ပေးဖို့လိုမယ်။ကိုင်းဒါဆိုရင်ပြောပြစီ။ဆိုင်ရင်ဆိုင်မောင်သားရဆိုတဲ့နာမည်ကြားဘူးလား။ကြားဘူးလေအသက်85နှစ်ကျွန်တော်တို့စောစောပြောတယ်အမေရိကကိုရောက်သွားတယ်။ဖုန်းလမ်းဆက်တယ်ဟယ်လိုဆရာကြီးအေးဘယ်သူလဲကွာကျွန်တော်တို့ညီမင်းညိုတို့မောင်ဆိုင်ဝင်းပတိကုန်းတို့ဆရာကြီးအေးကျွန်တော်တို့ဆိုင်ကြီးစီလာမလို့လိပ်စာပေးဟက်ကောင်က Las Vegas မှာနေတာကွာဟုတ်ပါတယ်ဆိုင်ရဲ့ကျုပ်တို့ကလည်း Las Vegas ကိုရောက်နေပါပြီဗျဟာမင်းလိပ်စာရိုက်ထက်လိုက်ဆိုင်တယ်ဘယ်လိုရိုက်ထက်ရမလဲဆိုင်လူအိုယုံလို့ရိုက်ထက်လိုက်တယ်တက်ကြီးရွယ်အိုစောင့်ရှောက်တဲ့ဂေဟာ Las Vegas ဆိုတာတနိုင်ငံလုံးတစ်ကမ္ဘာလုံးကအပျော်ပါအတွက်နော်လောင်ကစားအတွက်လာကြတဲ့မြို့အဲ့ဒီမြို့မှာမြန်မာနိုင်ငံကနာမည်ကြီးစာရေးဆရာကြီးအသက်85နှစ်ရှိတဲ့မောင်သားရ85နှစ်ရှိလို့6တွေဒူးတွေမကောင်းပေမဲ့လေတံကမာစဲရည်စရာမောစရာပြောနိုင်စဲကျွန်တော်တို့ရောက်သွားကြတယ်ကြောကြတယ်ဘေးမှာဘဲနှလုံးရှိတယ်ဝှက်ချက်ရှိတယ်မနေ့စာနေ့လယ်စာညစာအပြည့်လစဉ်အစိုးရကထောက်ပံ့တဲ့ဒေါ်လာငွေကြေးနဲ့ကိုပိုင်အိမ်ကိုပိုင်အခန်းလို့တတ်တရရဘဲနှလုံးကနတ်စမ2ယောက်ခေါ်ဖို့ကျွန်တော်တို့စကားပြောနေတဲ့အချိန်မှာဘဲနှလုံးကိုကလင်ကနေကောက်နှိမ့်လိုက်တယ်မဲမဲဝါဝကပ်ပလီမာကြီးကအသေးအတန်ပြေးလာတယ်လူကြီးမင်းဗာများအလိုရှိတယ်လေလို့ပြုံးပြုံးရှင်နဲ့လာမိတယ်ဆရာကြီးကလှမ်းပြီးတော့နောက်တယ်ဘာမှအလိုမရှိဘူးငါနင့်ကိုလွမ်းလို့ခေါ်လာတယ်အဲ့တော့လူကြီးအသက်85နှစ်လူကြီးတယောက်ကိုအဲ့တော့ဒီကပ်ပလီမာကြီးကနော်ဟိုအန်ကယ်နော်တိတ်ဆိုးတာပဲဆိုတော့ချစ်စရာကောင်းတဲ့မျက်နှာဘေးဟန်ပန်အမူအရာနဲ့ပါအဖ2ယောက်ကဲ့သို့ဘာမှမဆိုင်တဲ့မြန်မာနိုင်ငံလူကိုပြုစုဆောင်ရှောက်ထားတဲ့မနက်စာနေ့လယ်စာညစာအကောင်းစားဈေးကြီးပေးဝယ်ရတဲ့အန်ရှူရတို့ဘာလို့အပြည့်အစုံစေဝါအပြည့်အစုံနတ်စမအပြည့်အစုံမုံဘိုးကပေးသေးတယ်ပြောချင်တာပါလေကောင်းတဲ့အစိုးရကောင်းရဲ့လက်ထက်မှာလူမင်းတွေရဲ့ဘဝကိုချမ်းသာအောင်ကြိုးအောင်လုပ်ပေးနိုင်တယ်ကျွန်တော်နိုင်ငံမှာတော့အဲ့လိုဆောင်ရွက်ပေးနိုင်တယ်မရှိဘူးဒေါ်တန်းမြောင်ကိုအားကိုးရတယ်ဒေါ်တန်းမြောင်ကနော်လူအိုယုံတွေထူထောင်ပြီးတော့စူးစမ်းပြီးတော့ဆောင်ရွက်တယ်ဒေါ်တန်းမြောင်ကိုအားကိုးလို့မလုံလောက်တော့ဘူးဆိုရင်တော့ကိုကျော်သူကိုကျွန်တော်တို့တားရတယ်ကိုကျော်သူကတော့တခါတည်းတကြိုပေးတာဖြစ်တဲ့အတွက်ကိစ္စပြတ်သွားအောင်
အဲ့တော့တိုင်းပြည်မှာဒေါ်သားမြောင်နဲ့ကိုကျော်သူ2ယောက်သာမရှိတော့ဘူးဆိုရင်ကျွန်တော်တို့ကကုရကဲရမယ်ဘဝကိုရောက်မယ်အနေထားအခုဒေါ်သားမြောင်ထပ်ပြီးစူးစမ်းနေတယ်အနုပညာစီးစာရဲ့တဲ့စာပေရုပ်ရှင်ဂီတသပင်အဲ့ဒီနယ်ပယ်အသီးသီးကအနုပညာသမားတွေနောက်ဆုံးမိခိုလို့ရအောင်အနုပညာစီးစာရေးဆိုတာကိုမကြခင်မှာကျွန်တော်တို့ပြဿနာတွေကမယ်တခြင်းတွေဆိုမယ်စာအုပ်စာပေတွေစာပေဟောပြောပွဲတွေကျင်းပပြီးတော့ရမုံငွေရှားပါမယ်အဲ့ဒါဟာအားလုံးအတွက်အစိုးရကဖန်တီးဖော်ဆောင်နေတဲ့လုပ်ငန်းတွေမဟုတ်ဘူးနော်ဒေါ်သန်းမြောင်ကစူးစမ်းနေတဲ့လုပ်ငန်းတွေဖြစ်ပါတယ်ဒါဆိုရင်အစိုးရကောင်းရဲ့အင်္ဂါရထဲမှာကျွန်တော်ရှေ့မှာ9ခုပြောခဲ့ပြီပေတံ9ချောင်းပြခဲ့ပြီစင်သားတွေကိုပျော်ရွှင်အောင်တနင်္ဂနွေရဲ့ပညာရေးကိုတိုးတက်မြင့်မားအောင်နိုင်ငံရေးကျင်းသားတွေမရှိရအောင်ပြည်သူဝန်ထမ်းကောင်းတွေဖြစ်အောင်တက်ကြီးရွယ်ကိုလူကြီးများရဲ့ဘဝအာရချမ်းမြေ့အောင်ဟုတ်ပြီအဲ့ဒါတွေကိုလေကလေးနဲ့ဆောင်ရွက်လို့ရမလားအပြောကလေးနဲ့ဆောင်ရွက်လို့ရမလားဘယ်ရမလဲနောက်ဆုံးအချက်အင်မတန်အရေးကြီးပါလေအခွန်အတုပ်စနစ်တွေဟာစနစ်တကျရှိဖို့လိုပါတယ်ကျွန်တော်တို့တိုင်းပြည်မှာတက်နေတဲ့ပြဿနာဟာအဲ့ဒီပြဿနာဖြစ်ပါတယ်အခုကျွန်တော်စကားပြောတာ55မိနစ်ရှိပြီကျွန်တော်တို့တိုင်းပြည်ကိုဒုက္ခရောက်စေတာကျွန်တော်တို့တိုင်းပြည်ကိုမဖွံ့ဖြိုးစေတာမတိုးတက်စေတာတစ်ဖက်ကတခိုးတဝက်တွေလို့ခိုးနေဝက်နေတာတတ်တတ်နော်ဓမြတိုက်ချင်းခံနေရတာတတ်တတ်နော်အကြီးမားဆုံးပြဿနာဟာအဲ့ဒီအခွန်အတုပ်စနစ်ဖြစ်ပါတယ်ကျွန်တော်လမ်းထိပ်မှာတကုံမျိုးတွေမြောက်ပိုင်းရဲ့လမ်းထိပ်မှာဘီယာဆိုင်လေးတစ်ဆိုင်ရှိပါတယ်ဧည့်သည်တွေလာရင်အခါနေကြမှာစားနေကြတယ်လီဖုန်းဆက်လိုက်ရင်တိုက်ခန်းပေါ်အရောက်ပို့ပေးတဲ့ကျွန်တော်နဲ့ရင်းနှီးတဲ့ဆိုင်ကလေးအဲ့ဒီဆိုင်ကလေးရဲ့နောက်မှာမြေကွက်လက်လေးတစ်ခုရှိတယ်ထားပါတော့ဗျာအလွယ်ပြောကြပါစို့ပေ40 60သို့တော့မြေကွက်ပါမှပေ40 60ဆိုင်ကြီးပဲဆိုရင်ပေ40 60မရှိဘူးရင်းနှီးနေတော့မေးပါတယ်အမားတို့ဘယ်လောက်ပေးရတယ်လဲတစ်လ6သိန်းပေးရတယ်ဆရာတကုံမျိုးတွေမြောက်ပိုင်းတော့ကျွန်တော်ပြောနေတာတစ်လကို6သိန်းအဆင်ပြေရလားလူငားပြီးလောက်ရရင်တော့ဘယ်ပြေမလဲဆရာအခုကျမယောက်ျားကအကျော်ဆရာကျမကကောင်တာထိုင်နေတမိတွေသားတွေကဇပွဲထိုးဆိုတော့မိသားစုလုပ်ငန်းဆိုတော့ပြေတယ်ဆရာတဲ့6သိန်းဆိုတော့တရက်ကို2000ပေါ့ဆရာရဲ့တဲ့ဆရာတော်မှတစ်ခါလာပြီးတော့ကျမတို့ဆိုင်အားပေးရင်5000ဘူးရှင်းရတာဆိုတော့အဆင်ပြေပါတယ်ဒီလုံအားခတွေပေးရမယ်ဆိုရင်တော့မပြေဘူးပေါ့ဆရာဟုတ်ပြီမိသားစုလုပ်ငန်းမို့လို့အဆင်ပြေတယ်ပေါ့ပြောချင်တာကတစ်လားကို6သိန်းအခုခီးတစ်ခေါက်ကပြန်သွားတယ်အဲ့ဒီဆိုင်လေးပိတ်သွားတယ်မရှိတော့ဖုန်းဆက်ပြီးကျွန်တော်မေးပါတယ်အမားတို့ဘယ်ရောက်သွားတာလဲကျမတို့2မှတ်တိုင်အကျော်ကိုရောက်သွားပြီဆရာဘာဖြစ်လို့လဲအမရဲ့မငားတော့ဘူးဆရာသူတို့ကမငားတော့ဘူးဆရာဘာဖြစ်လို့လဲအဲ့ဒီနောက်ကမြေကွက်လက်လေးအပါအဝင်တစ်လကို330နဲ့9နှစ်စာချုပ်ချုပ်တဲ့လူပေါ်လာလို့ကျမတို့ပြောင်းပြေးလာတာပါဆရာတကုံမျိုးသစ်မြောက်ပိုင်းမှာပေ40 60အတွက်ငှားကတစ်လကိုဘယ်လောက်လဲ30ဟုတ်ပြီရန်ကုန်မြို့ကိုရောက်ဖူးမယ်ထင်ပါတယ်ကန်တော်ကြီးကိုရောက်ဖူးမယ်ထင်ပါတယ်ကရဝိတ်ရောက်ဖူးမယ်ထင်ပါတယ်ချစ်သူများကျွန်းဘာညာပေါ့နော်မြေပရိသကျွန်း25ဧကကျယ်တဲ့အဲ့ဒီပန်းညံကြီးကိုစီစဉ်ဆောင်ရွက်နေတဲ့ကုမ္ပဏီကနိုင်ငံတော်အစိုးရကိုဆောင်တဲ့အခွန်သည်တစ်နှစ်လုံးအတွက်300 25ဧကကျယ်တဲ့အဲ့ဒီကရဝိတ်ကြီးကိုကန်တော်ကြီးကိုတစ်နှစ်လုံးအတွက်ဆောင်တဲ့တွင်းတဲ့ငွေရဘယ်လောက်လဲ300တစ်နှစ်မှာဘယ်နှလားရှိလဲ12လတစ်လ330တောင်မရှိဘူးလူတစ်ယောက်ဝင်ရင်300ပေးရကျွန်တော်တို့မိသားစု4ယောက်သွားရင်1200ပေးရဒီဘက်ပေါက်ကဝင်ပြီးမေ့ပြီးဟိုဘက်ပေါက်ကပြန်ထွက်တော့ဟိုဘက်ပေါက်ကထပ်ကောက်တော့1200ထပ်ပေးရဒီဘက်ပေါက်ကပေးခဲ့ပြီးသားပါဆိုတော့ဟိုဘက်ပေါက်ကဟိုဘက်ပေါက်ပဲတဲ့ဒီဘက်ပေါက်ကဒီဘက်ပေါက်ပဲတဲ့အဲ့တော့စိတ်တူလာတော့ကျွန်တော်တို့ကပြောမိတယ်ဒီအပေါက်ဆိုရင်ရောလို့လက်ညှိုးလေးထိုးပြီးနောက်တော့ကြောင်အန်းဖြစ်သွားတယ်ကျွန်တော်ကသူ့ဖင်ကိုလက်ညှိုးထိုးပြီးပြောလိုက်တာဒီအပေါက်ဆိုရင်ရောလို့အမြင်ကလာလို့ပါဒီမှာကတ်ထားတဲ့ဟာလေးတွေရှိရတဲ့နဲ့လူလူသူလူပြောနားလေရမှာပေါ့ကလေးကထွက်ပြီးဟိုဘက်ကိုသွားဆော့တဲ့အတွက်ခေါ်ရင်းနဲ့ဟိုဘက်ရောက်သွားတာမရဘူးလေဒီတဲကိုရောက်တဲ့အတွက်300စီထပ်ပြထားပါတော့ပေ40 60ကိုဘယ်လောက်ပေးရလဲ30 25ဧကကိုတစ်လကိုပေးတဲ့ငွေက30မပြည့်ဘူးအခုအိမ်တိုင်းမှာစလောင်းလေးတွေအပြာရောင်စလောင်းလေးတွေတတ်ထားတယ်နော်ဘာတစ်စိမ့်လဲဆိုတာသိပါတယ်အဲ့ဒီတနိုင်ငံလုံးကိုတတ်ထားတဲ့စလောင်းတွေကျွန်တော်တို့ကလည်းတနိုင်ငံလုံးကိုရောက်နေတဲ့ဆိုင်ရေးဆရာတွေကျွန်တော်အိမ်မှာလည်းအဲ့ဒီအပြာရောင်စလောင်းလေးတစ်ချက်ရှိတယ်တားတော်မောင်ကြောင့်ကိုရန်သားတော်မောင်ကဘောလုံးဝါသနာပါတဲ့အတွက်သူကြည့်ဖို့အတွက်အဲ့ဒီစလောင်းပြားလေးတတ်ထားရတယ်တစ်နှစ်အတွက်2သိန်းခွဲပေးရတယ်တစ်နှစ်အတွက်2သိန်းခွဲပေးရတယ်အဲ့ဒီတပြားတွေကတနိုင်ငံလုံးမှာအဲ့ဒီအပြားပေါင်းများစွာအစိုးရနဲ့စာချုပ်ချုပ်ပြီးဆောင်ရွက်တယ်တဲ့3နှစ်အခွန်ကင်းလွတ်ခွင့်ဘယ်နှနှစ်3နှစ်အခွန်ကင်းလွတ်ခွင့်အဲ့တော့ပြောချင်တာဒီကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့နိုင်ငံမှာမှန်ကန်တဲ့အခွန်စနစ်နဲ့အခွန်တုပ်တွေကိုကျွန်တော်တို့ရရှိခြင်းမရှိဘူးတိုင်းပြည်ဘဏ္ဍာတွေကိုဝင်ရမယ်အခွန်ငွေတွေဒီစနစ်တကျဝင်ရောက်လာခြင်းမရှိဘူးအဲ့ဒါလို့မရှိတဲ့အတွက်ကျေးရွာပေါင်း6000ခွဲရှိတဲ့အထက်မှာမီးလင်းတဲ့ကျေးရွာ2000ပဲလို့ပြောတာဘာဖြစ်လို့4000ခွဲကမီးမလင်းနေတာလဲအဲ့ဒီလမ်းတွေအဲ့ဒီရွာတွေအကုန်လုံးမီးလင်းဖို့အတွက်တိုင်းပြည်မှာဘဏ္ဍာငွေလုံးလုံးလောက်မရှိဘူးရှိတာလေးကိုကြလဲဇီတိပန်းမှောက်တယ်လို့ခိုးဝဲလူယူလူရက်နေကြတဲ့အတွက်တိုင်းပြည်အတွက်ဘာမှအလုပ်မ
ဖြစ်မလားဒါကြောင့်မလို့ခုနပြောတယ်အစိုးရကောင်းရဲ့အင်္ဂါရထဲမှာဘာပါမလဲအခွန်အတုပ်တွေကိုစနစ်တကျကောက်ခံလိမ့်မယ်ခုနပြောတဲ့အမေရိကကိုရောက်ရှိသွားတယ်ပြည်နယ်ပေါင်း90မြို့ပေါင်းများစွာလမ်းပေါင်းများစွာကျွန်တော်တို့ကရန်ကုန်မန္တလေးအမြန်လမ်းဒီတစ်ခုပဲသိတာလေဒါတော့ခဏခဏမှောက်နေတာပုံမှန်လမ်းပေါင်းများစွာကွန်ရက်ပေါင်းများစွာအဲ့တော့ကျွန်တော်ကမေးမိပါတယ်အမေရိကမှာလမ်းမကောင်းတဲ့မြို့လမ်းမကောင်းတဲ့ပြည်နယ်လမ်းမကောင်းတဲ့ကြီးလက်ရှိသလားမရှိပါဘူးအမေရိကမှာမီးမလင်းတဲ့နေရာမီးမရတဲ့နေရာရှိပါသလားမရှိပါဘူးဒါဆိုရင်အမေရိကမှာတောနဲ့မြို့နဲ့ဘာကွာပါသလဲလို့မေးတော့ပြန်ဖြေပါတယ်စလုံးပေါင်းကွာပါတယ်အဲ့ဒီအရာအလုံးကိုပြည့်စုံအောင်လမ်းတွေမီးတွေစောစောကကိုဂျင်မီပြောသွားတဲ့ infrastructure အခြေခံတည်ဆောက်မှုတွေကိုပြည့်စုံအောင်လုပ်ပေးထားတယ်ကျွန်တော်တို့ကအဲ့ထက်မှာပတ်စံလေးနဲ့ဈေးဝယ်တယ်ပြန်ကန်နေကြတော့ဘောင်းမီလေးအင်ကြီးလေးကလေးအတွက်လူကြီးအတွက်ဝယ်လိုက်တယ်ဒေါ်လာ100ဘူးအော်ငါ100ဘူးဝယ်ထားတယ်တော်ပြီ100ဆိုရင်ဘောင်းငွေနဲ့တွက်ရင်3သိန်းကျော်လောက်ရှိတယ်တော်ပြီ100ဘူးပတ်စံရှင်းလိုက်တယ်100နဲ့12ချက်ဟာဘာဖြစ်တာတော့12ချက်ကအခွန် tax မင်း100ဘူးတောင်ဝယ်တာကွာ12ချက်တော့ဆောင်းပေါ့ without tax အခွန်မရှိဘဲနဲ့ we cannot build my country ငါနိုင်ငံတိဆောက်လို့မရဘူးတဲ့မင်းတို့အဲ့ဒီလမ်းတွေအကုန်လုံးကောင်းနေအောင်မီးတွေအကုန်လင်းနေအောင်မင်းတို့အိမ်တွေမှာရေဘူးရေအေး gas ဓာတ်ငွေစနိုးတွေအများကြီးကြားတဲ့အခါမှာအဲ့ဒီစနိုးတွေကိုစီမံတရားကချက်ချင်းလာရှင်းပေးနိုင်အောင်အဲ့ဒီဟာတွေအလုံးအတွက်ငါတို့အတွက်အခွန်လိုပါတယ်တဲ့အဲ့ဒီအခွန်ကလည်းတင့်မျှတာတဲ့အခွန်ပါငါတို့အိတ်ထဲထည့်မဲ့ငါတို့လက်စားမဲ့အကျင့်ပြတ်မဲ့အခွန်မဟုတ်ဘူးမင်းတို့ပြန်ခံစားဖို့အခွန်ပါအေးအဲ့ဒီလိုနဲ့မင်းတို့အသက်တွေ60တွေ65တွေပြည့်သွားပြီဆိုရင်မင်းတို့ပေးခဲ့တဲ့အခွန်တွေကိုငါတို့ကမင်းတို့ကိုပြန်ပေးတာပါတကယ်လေဟုတ်တယ်60ပြည့်သွားတဲ့လူကြီးတွေဟာအလုပ်လုပ်ဆရာမလို့တော့ပဲနဲ့တစ်လကိုဒေါ်လာ1500နဲ့2000ကြားမှာအစိုးရကထောက်ပံ့ထားတယ်ပြောချင်တာဒီအခွန်စနစ်ကိုအောင်မြင်မြင်ကျင့်သုံးတဲ့အတွက်တိုင်းပြည်လည်းဖွံ့ဖြိုးတိုးတက်တယ်လူတွေရဲ့ဘဝကိုလည်းလုံခြုံစိတ်ချမှုအပြည့်ပေးနိုင်တယ်ဒါမြင်ကျွန်တော်နိုင်ငံမှာအခွန်စနစ်မဖွံ့ဖြိုးဘူးတကယ်လောက်လောက်ဆောင်းမဲ့သူတွေကအခွန်ဆောင်ခြင်းရှိသလားအခွန်ရှောင်ရတယ်ဒါဆိုရင်ဒေါအောင်ဆန်းစုကြည်ဥဆောင်တဲ့အစိုးရသည်အစိုးရကောင်းဖြစ်မယ်လို့ယူဆပါသလားယူဆတယ်ဆိုရင်အစိုးရကောင်းရဲ့အင်္ဂါရထက်မှာပါတယ်လေအခွန်အတုပ်တွေကိုစနစ်တကျမှန်ကန်အောင်လုပ်ရမယ်ဆိုတဲ့အချက်ပါတယ်ဒါဆိုရင်ကျွန်တော်စိုးရိမ်တာကကျွန်တော်တို့ချစ်ရတဲ့ကျွန်တော်တို့ဥထိပ်ပန်ဆင်ရတဲ့ပြည်သူလူထုကြီးကတလွဲတွေးမှဆိုလို့ပါအာနာရှင်ခစ်တစ်လျှောက်လုံး250လုံးငါတို့နေခဲ့တာတပြားမှမပေးခဲ့ရဘူးငါတို့တင်လိုက်တဲ့ခေါင်းဆောင်ကြတော့မှာပဲတောင်ကောက်မြောက်ကောက်နဲ့လို့ထင်မှဆိုလို့ပါကျွန်တော်တို့ပေးရလှနည်းနည်းပေါ့ကျွန်တော်တို့ဒီအထက်ပန်းညုံမှာရှိတဲ့လူကြီးမိဘများပေးရမယ့်ငွေသည်နည်းနည်းလေးကျွန်တော်တို့ပေးရမှာနည်းနည်းလေးကျွန်တော်တို့တကယ်ပြန်ရမယ့်ဟာတွေကအများကြီးပါစောစောကဆလောင်းပြားတွေကရမယ့်ဝင်ငွေတွေခုနကကရဝိတ်ကရမယ့်ဝင်ငွေတွေအလားတူလုပ်ငန်းတွေစီကရမယ့်အခွန်ဘာနာငွေတွေသည်အများကြီးဖြစ်ပါတယ်ကျွန်တော်တို့ပေးရမှာသည်ဘလို့မှမသိတာတဲ့အင်မတန်နဲပါတဲ့နှုံးလေးနဲ့တက်တောင့်တက်တာပေးရမှာဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ကနားလည်ဖို့လိုပါတယ်ဒါကြောင့်မို့ဒီစကားလေးကိုကျွန်တော်လေးလေးနက်နက်ပြောပါတယ်အစိုးရကောင်းရဲ့အင်္ဂါရထဲမှာအခွန်တုပ်တွေကိုစနစ်တကျဖြစ်အောင်လုပ်ရလိမ့်မယ်လုပ်ရမယ်ဆိုရင်အားလုံးကိုကြောသားရင်သားမခွဲဘဲနဲ့စနစ်တကျဆောင်ရွက်ရမယ်ဆောင်ရွက်တဲ့အခါမှာနော်အမျိုးဘာသာသာသနာတော်ကတိုက်ချင်းခံခဲ့ရတဲ့ဝါဒမိုင်းတွေလို့နော်ဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ဝါဒမိုင်းတွေအများကြီးရှင်းခဲ့ရတယ်အမျိုးဘာသာသာသနာကလောက်ကင်ဆောင်ရွက်ပုံတွေနော်အဖက်သက်ဆန်လုံးတဲ့အတွက်ကျွန်တော်တို့အများကြီးရှင်းလင်းပြောပြခဲ့ရတယ်လို့မျိုးအခုလည်းမသိနားမလည်တဲ့ကြီးလက်ပြည်သူများကငါတို့အာနာရှင်ခစ်တစ်လျှောက်လုံးနေခဲ့တာတပြားမှမပေးခဲ့ရဘူးခုကြမှာငါတို့တင်တဲ့အစိုးရကြမှာငါတို့ထောက်ခံတဲ့ခေါင်းဆောင်ကြမှာပေးရတယ်လို့လူပြောသူပြောနဲ့မဆွဆွဲမိအောင်နော်တစုံတရာပြည်သူလူထုအကျိုးတဲ့ထိခိုက်နေနာမယ်လို့ထင်ရင်ပြည်သူလူထုကိုစားကျွန်တော်တို့အမြဲတမ်းရှေ့တန်းကနေရှိနေပါတယ်ပြည်သူလူထုပျော်ရင်ကျွန်တော်တို့ပျော်ပါတယ်ပြည်သူလူထုငိုရင်ကျွန်တော်တို့ငိုရပါလိမ့်မယ်ပြည်သူလူထုအကျိုးအတွက်ကျွန်တော်တို့အမြဲတမ်းရှိနေပါမယ်အမြဲတမ်းဆိုတာကျွန်တော်တို့တက်တန်းရှိသလောက်ပေါ့ကျွန်တော်တို့ဘာပါတီမှဝင်မထားဘူးလို့ကျွန်တော်အမြဲတမ်းခရီးစကားပေးခဲ့ပါတယ်သို့တော့ကျွန်တော်တို့ရက်တီမဲ့ဘက်သေချာတဲ့ဘက်တစ်ဘက်အမြဲတမ်းရှိတယ်အဲ့ဒါပြည်သူလူထုပဲပြည်သူလူထုအကျိုးအတွက်ထိခိုက်နေနာမယ်ဆိုတဲ့ကိစ္စမှန်သမျှကျွန်တော်တို့ရှေ့ကနေပြီးတော့အရင်ပြောဆိုဆွေးနွေးဆောင်ရွက်ကြပါမယ်ကျွန်တော်တို့အတန်တွေကိုကျေးဇူးပြုပြီးတော့နားထောင်ပေးပါပြည်သူလူထုထိခိုက်နေနာမယ်ကိစ္စတွေကိုကျွန်တော်တို့သဘောတူမှာမဟုတ်ပါဘူးဒါလေးတွေကိုကျွန်တော်တို့နိုင်ငံတော်သစ်မှာလောက်ကင်ဆောင်ရွက်ရမယ်အချက်လက်တွေထဲမှာအခွန်အတုပ်စနစ်ဟာအင်မတန်အရေးကြီးတယ်အဲ့ဒီအခွန်အတုပ်စနစ်ကိုပြုတ်ပြင်နိုင်မှသာဒီအထက်ပန်းညိုမှာရှိတဲ့မီမလင်းသေးတဲ့အိမ်အလုံး200မီလင်းအောင်ဆောင်ရွက်ပေးနိုင်မယ်ကြံတဲ့ရွာတွေကိုလည်းလမ်းကောင်းအောင်ဆောင်ရွက်ပေးနိုင်မယ်အခြေခံပညာပြည့်စုံတဲ့ထက်တန်းကျောင်းတွေစေပေးကန်းတွေစာတိတိုက်တွေပြည့်စုံလုံလောက်အောင်ဒီအခွန်ဘဏ္ဍာငွေတွေကဆောင်ရွက်ပေးရမှာဖြစ်ပါတယ်ခုရောက်ရှိလာမယ့်နိုင်ငံတော်သစ်အတွက်ကျွန်တော်တို့မျှော်လင့်တဲ့အစိုးရအဖွဲ့ဒီဘာပဲပြောပြောအရင်လိုအကျင့်ပြည့်ခြားစားမှုနှုံးအင်မတန်ကြာဆင်းသွားမှာကတော့ကျွန်တော်တို့ဝန်သားစရာကောင်းတယ်လက်ရှိပုဂ္ဂိုလ်များကတော့သူတို့ရဲ့တက်တန်းလေးကုန်ကန်ကြီးအထိထွက်ခတ်ခတ်နေကြတယ်နိုင်ငံရေးပြင်ဆင်လိုချင်တယ်ကျွန်တော်တို့အင်မတန်အံ့ဩပနာဖြစ်ရပါနိုင်ငံရေးပြင်ဆင်
စကလုံးတွေမှားနေတယ်လွတ်တော်ထဲမှာ9နှစ်အိတ်ခလို့ပြောတောင်းရင်တော့နည်းနည်းခံသာသေးတယ်နိုင်ငံရေးပင်စင်ဆိုတဲ့စကလုံးကတော့နည်းနည်းလက်ခံနိုင်ခြင်းမရှိဘူးကျွန်တော်အကိုရောက်နေပြီလားမသိဘူးကိုမင်းကိုနိုင်ရောက်ပြီလားခင်ဗျာအော်ရောက်ပြီနော်ရှိတယ်နော်အော်ဟုတ်ပြီနော်โอเคကျွန်တော်ပြောတာတနားကြီးပြည့်ပြီကဲအဲ့တော့လွတ်တော်ထဲမှာကျုပ်တို့9နှစ်အိတ်ခဗျာကိုရင်ကိုရမှာမအိတ်ရဘူးလွတ်တော်ထဲမှာသွားအိတ်ရတဲ့အတွက်အိတ်ခလေးပေးပါဆိုရင်တော့ကျွန်တော်တို့ကတရားသေးတယ်ခုတော့နိုင်ငံရေးပင်စင်ကျွန်တော်ငယ်ဆရာမကြီးတယောက်ဟာ19နှစ်နဲ့10လလောက်တဲ့နော်ကျွန်တော်ငယ်ဆရာမကြီးတယောက်ဟာ19နှစ်နဲ့10လလောက်တဲ့ရှိပါတယ်နှစ်20ပြည့်ဖို့အတွက်ဘယ်နှလလို့လဲ2လလို့တဲ့အတွက်မြေခွက်မရပါဘူးဆရာမကြီးကယူမတက်ခံစားရှာပါတယ်အဲ့ဒီ2လကိုဆက်လို့လည်းမရဘူးကွယ်တဲ့အဲ့ဒါလေးကိုပြည့်လို့အဲ့ဒီမြေခွက်လေးရရင်ဆရာမကြီးရဲ့ဦးစာမင်းစာလေးအတွက်ဆရာမကြီးကျင့်တတ်ပါတယ်တကယ့်ကိုယူမတက်ဆိုတာစင်ရနွမ်းပါတဲ့ဆရာမကြီးမို့လို့ဒီမြေခွက်လေးကို तू မက်ရှာတယ်ဆိုတော့လဲ तू နေဖို့မဟုတ်ပါဘူး तू ပြန်ရောင်းပါ350တရားရမယ်ဟာလေးကို तू သူ့ရဲ့ဘဝနောင်ရင်းလေးအတွက်အဲ့ဒါလေးကိုဗန်ထဲမှာထည့်ပြီးဗန်ဒိုးလေးနဲ့စားရင်ဆရာမကြီးဘဝအတွက်လုံလောက်ပါတယ်သားရဲ့အခုအဲ့ဒီ2လမရခဲ့ဘူးလွတ်တော်ထဲမှာ9နှစ်နိုင်ငံရေးပင်စင်ဟုတ်ပြီတောင်းတဲ့ငွေကခုန350ပေါ့နော်တော်တော်ဆိုးဆိုးဝါးဝါးပါဆိုတော့ဒါတွေကအခုချိန်ထိကျွန်တော်တို့ပြီးခဲ့တဲ့ထန်းတော်ကြီးမှာတော့ကျွန်တော်နည်းနည်းရဲဆက်ပြောခဲ့တယ်ဗျအခုတော့ကျွန်တော်နည်းနည်းကြမ်းတမ်းတဲ့စကားတွေကိုဆင်ခြင်ပြီးပြောနေတာဖြစ်တဲ့အတွက်အဲ့ဒီစကားတွေကိုဒီမှာတော့ဆက်မပြောတော့ပါဘူးနော်အဲ့ဒီပင်စင်ယူတောင်းကျင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘလို့ပက်ပက်ဆက်ဆက်ပြောခဲ့လဲဆိုတာဒီမှာမပြောတော့ဘူးကျွန်တော်မနေ့ကပြောတဲ့ထန်းတော်ကြီးမှာပြောခဲ့တယ်အဲ့ထန်းတော်ကြီးမှာအခွေးတစ်ခွေးလောက်လှမ်းတောင်းလိုက်ဗျာနော်အဲ့ဒီကိစ္စကိုကျွန်တော်ဘလို့ပြောခဲ့လဲဆိုတာဒီမှာတော့ကျွန်တော်ထပ်မပြောတော့ပါဘူးနော်ဘာဖြစ်လို့လဲဆိုတော့နည်းနည်းကြမ်းတမ်းလို့ပါကျွန်တော်လည်းစိတ်တူလို့ပြောလိုက်တာဟုတ်ပြီအဲ့တော့နိုင်ငံတော်သစ်အတွက်ရှောက်လန်းရမယ်လမ်းပါအစိုးရကောင်းကိုလိုတယ်လို့ကျွန်တော်တို့ပြောတယ်အစိုးရကောင်းကိုလိုချင်ရင်ကျွန်တော်တို့ကနိုင်ငံသားစိုးတွေဖြစ်လို့မရဘူးနိုင်ငံသားကောင်းတွေဖြစ်ဖို့လိုတယ်နိုင်ငံသားကောင်းတဲ့အစိုးရကောင်းကြမှာပနာတင့်တဲ့သူတွေဖြစ်ကြမှာအဲ့တော့နောက်ဆုံးဒီကုန်းချုပ်အပိုင်းညာလေးနေဒီဘက်ရှေ့မှာသွားခဲ့တဲ့ကိုမင်းကိုနိုင်တို့နဲ့ရှေ့နဲ့နောက်နဲ့သွားခဲ့တဲ့ဩစတြေးလျနိုင်ငံလေးတခုရှိတယ်ကျွန်တော်တဲခဲ့ရတဲ့ကိုမြင့်အောင်တဲ့88ကျောင်းသားဘဝကနေပြီးတော့ဒီထိုင်းနိုင်ငံဘက်ကနေထွက်ပြေးခိုးလုံရတဲ့ကျောင်းသားတွေထဲမှာပါတယ်သူတယောက်ဘယ်ကိုရောက်သွားတယ်လဲဩစတြေးလျရောက်သွားဩစတြေးလျအစိုးရကမေးတယ်မင်းတို့ဘက်ကလေကျွန်တော်တို့မြန်မာနိုင်ငံကျောင်းသားတွေမင်းတို့အခုဩစတြေးလျကိုရောက်လာတယ်ဆိုတော့ဩစတြေးလျမှာနေချင်လို့ပေါ့ဟုတ်ကဲ့ကျွန်တော်နေချင်လို့ဩစတြေးလျမှာနေချင်ရင်ဩစတြေးလျရဲ့ဥပဒေကိုနားလည်ဖို့လိုတယ်ကွာဟုတ်ကဲ့ကျွန်တော်တို့ဘာလုပ်ရသိရမှာပေါ့ကွာဟုတ်ကဲ့ကျွန်တော်သင်ပါဟုတ်တာပေါ့သူများနိုင်ငံမှာနေချင်သူများနိုင်ငံဥပဒေကိုနားလည်ဖို့လိုတယ်မင်းငါတို့နိုင်ငံမှာနေချင်တယ်ဆိုရင်ငါတို့နိုင်ငံရဲ့ယဉ်ကျေးမှုကိုမင်းတို့သိဖို့လိုတယ်ဟုတ်ကဲ့ကျွန်တော်တို့ဘာလုပ်ရသိရမှာပေါ့ကွာဟုတ်ကဲ့ကျွန်တော်သင်ပါငါတို့နိုင်ငံအင်္ဂလိပ်ဘာသာစကားကိုသုံးဆွဲတဲ့နိုင်ငံဖြစ်တဲ့အတွက်မင်းတို့အင်္ဂလိပ်ဘာသာစကားကောင်းမွန်ပြောတတ်ဖို့လိုမယ်တဲ့တက္ကသိုလ်ကျောင်းသားတွေဆိုတော့ရမှာပါတဲ့ဟုတ်ကဲ့ကျွန်တော်တို့ဘာလုပ်ရမလဲသိရမှာပေါ့ကွာဟုတ်ကဲ့သင်ပါမယ်ခင်ဗျအဲ့တော့ကိုမြင့်အောင်ကထားတယ်ခင်ဗျာစွတ်ကြီးသင်မဲ့သင်ခိုင်းနေတာပဲကျုပ်တို့အဲ့ဒီကြားထဲမှာဘာနဲ့သွားစားမှာတော့လို့မေးတော့တန်ယုံညာရှိကပြုံးတယ်ငါတို့မင်းတို့ကိုထောက်ပံ့မှာပေါ့တဲ့သွေးမတော်သားမဆက်သူများနိုင်ငံပြေးလာတဲ့ကျောင်းသားတွေတစ်လကိုဒေါ်လာ2000ပေးပြီးထောက်ပံ့ထားတယ်သူများတွေက6လနဲ့ပြီးဆုံးသွားတယ်တစ်နှစ်နဲ့ပြီးဆုံးသွားတယ်ကိုမြင့်အောင်ကတော့ညီလေးတဲ့ကိုညီလေးတဲ့အကိုကတော့ညံသိမ့်မကောင်းဘူးကွာတဲ့2နှစ်တဲ့2နှစ်သင်ရတယ်တဲ့ဩစတြေးလျဥပဒေဩစတြေးလျယဉ်ကျေးမှုဩစတြေးလျရဲ့ဖွဲ့စည်းတည်ဆောက်ပုံအင်္ဂလိပ်စာ2နှစ်သင်ရတယ်ကွာတဲ့အကိုလေးတဲ့အဲ့ဒီအချိန်တုန်းကဩစတြေးလျအစိုးရကိုထိုင်8ခိုးကျန်လောက်အောင်ကျေးဇူးတင်တာသွေးမတော်တာမဆက်တစ်လဒေါ်လာ2000နဲ့2နှစ်တိတိထောက်ပံ့ထားတဲ့အစိုးရ88ကပြေးတော့တာဆိုတော့အခု2015ဆိုတော့ဘယ်နှစ်ရှိပြီလဲ29နှစ်2နှစ်ဆိုတော့အစိုးရသူ့ကိုတစ်လ2000ထောက်ပံ့တာဘယ်နှစ်လဲ2နှစ်အဲ့ဒီနောက်သူတောက်လျှောက်အလုပ်လုပ်တာသူ့ရဲ့လုပ်တဲ့25နှစ်ဩစတြေးလျမှာလောက်ခလာစာကို2ပတ်တစ်ခါပေးပါတယ်တစ်လတစ်ခါမဟုတ်ပါဘူး2ပတ်တစ်ခါသူ့ရဲ့တပတ်ဝင်ငွေက3000လောက်ရှိပါတယ်သူ့ရဲ့တပတ်ဝင်ငွေက3000လောက်ရှိတယ်2ပတ်ဆိုတော့6000လောက်ရှိပါတယ်တစ်လဆိုတော့12000လောက်ရှိပါတယ်ကိုကြီးရေးတဲ့အကိုအခုတစ်လကိုဝင်ငွေကုန်ဘယ်လောက်ဆောင်ရလဲသိလားတဲ့မသိဘူးလေလို့အကိုပြောမှသိမှာပေါ့အကိုတစ်လကို2000ဆောင်ရတယ်ဩစတြေးလျကိုရောက်နေတာ28နှစ်ရှိနေပြီဖြစ်တဲ့တခြားနိုင်ငံကចောင်းသားလေးတယောက်ဘာနိုင်ငံကလဲဘာလူမျိုးလဲဘာဘာသာကိုကိုယ်ွယ်လဲလို့တခေါမှမမေးဘူးငါနိုင်ငံမှာနေရင်မင်းငါဥပဒေနဲ့နေရမယ်နော်ငါယဉ်ကျေးမှုကိုနားလည်ရမယ်နော်အင်္ဂလိပ်စကားတတ်ရမယ်နော်โอเคသင်မှာထောက်ပံ့မယ်မေတ္တာတရားတွေအကျဉ်းတရားတွေသစ္စာတရားတွေဘာမှပြောမနေဘူးထွေးပွေးလိုက်တယ်တစ်လ2000ထောက်ပံ့တယ်2နှစ်အဲ့ဒီလူတယောက်အခုသူ့နိုင်ငံအတွက်အလုပ်လုပ်တာဘယ်နှစ်ရှိသွားပြီလဲ25နှစ်တစ်လကို2000ပြန်ဖြတ်တာဘယ်နှစ်ရှိပြီလဲ25နှစ်ဒါဆိုရင်အဲ့ဒီအစိုးရကကိုမြင့်အောင်ဆိုတဲ့လူတယောက်ကိုယင်းပြီးတော့အမြတ်ရသွားတာ23နှစ်အစိုးရပေးတဲ့2နှစ်ကိုပြန်နှုတ်လိုက်ရင်ဘယ်နှစ်ကြံလဲ23နှစ်
ဒီလူတယောက်ရှိကအဲ့ဒီနိုင်ငံရသွားတဲ့အခွန်ငွေဟာ23နှစ်စာဖို့ရှိပြီအဲ့ဒီကိုမြောက်ဟာမကြခင်မှာတဲ့60ရောက်သွားမယ်ရောက်တော့တဲ့အခါမှာအစိုးရကသူထမ်းဆောင်ခဲ့တဲ့ငွေတွေကိုတွက်ချက်ပြီးတော့မင်းတစ်လကိုဘယ်လောက်ရတိုက်တယ်ဆိုပြီးပြန်ပေးမယ်မင်းဘဝကိုအေးချမ်းချမ်းဖြတ်တန်းလို့ရအောင်ဒီအခွင့်အရေးတွေကိုမင်းပြန်ခံစားပါဟုတ်ပြီအဲ့ဒီကိုမင်းအောင်ဘလို့နေလဲအိမ်ကန်း10ကန်းပါတယ်သားသမီးက6ယောက်မွေးထားတဲ့အတွက်အိမ်ကန်း10ကန်းပါတယ်အိမ်ကြီးရေကူးကန်ပါတယ်အိမ်မြက်ခင်းတဲ့အိမ်တေကားလောက်ကျဲတဲ့အိမ်ကားအကောင်စားနဲ့အဲ့ဒီကားတွေအဲ့ဒီအိမ်တွေကိုလည်းအစိုးရကအကျွေးစနစ်နဲ့ရောင်းထားပေးတယ်အဲ့ဒီအိမ်တော်ဦးစီးတေဆုံးသွားခဲ့ရင်အဲ့ဒီ30စာချုပ်နဲ့ရောင်းထားတဲ့အိမ်ကိုကြံရိတ်ခက်တဲ့ဇနီးတွေဘယ်လိုလုပ်မလို့အဲ့တော့အစိုးရကပြောပါတယ်ကြံရိတ်ခက်တဲ့ဇနီးတွေအတွက်အစိုးရကလက်ဆောင်အဖြစ်ပေးရပါတယ်တဲ့စဆရာမလိုပါဘူးပြောချင်တာဒီအခွန်တုပ်စနစ်တွေကိုစနစ်တကျမှန်မှန်ကန်ကန်လုပ်ရင်တိုင်းပြည်ကောင်းကျိုးအတွက်ကျွန်တော်တို့အခွန်ထမ်းတဲ့ပြည်သူလူထုကောင်းကျိုးအတွက်သာလျှင်ဖြစ်ပါတယ်သို့တော့ပြီးခဲ့တဲ့ကာလဆောက်မှာကျွန်တော်တို့ကိုယ်တိုင်ပင်လျှင်အခွန်ကောင်းကောင်းမဆောင်ခဲ့ကြဘူးဘာဖြစ်လို့လဲကျွန်တော်တို့ဆောင်လိုက်တဲ့အခွန်တွေကပြည်သူ့ဘဏ္ဍာတွေကိုမရောက်တဲ့အတွက်တခိုးတဝက်တည်းရဲ့လက်ထဲမှာဒီစကားကိုတော့ခွန်းလို့ပါဘသူဘဝလို့ရည်ရွယ်ပြီးပြောတာမဟုတ်ပေမဲ့ဒီလိုပဲပြောရပါလိမ့်မယ်တိုင်းပြည်ကိုမရောက်ဖဲနဲ့ဂျားထဲမှာပျောက်ကွယ်ပျက်စီးကုန်တဲ့အတွက်ကျွန်တော်နိုင်ငံဟာဒီလိုမခွင့်ပြုမတိုးတက်ပဲကျန်းကျင်နေတာဖြစ်ပါတယ်တကယ်လို့သာဒီခွန်စနစ်ကိုစနစ်တကျမှန်မှန်ကန်ကန်လုပ်နိုင်မယ်ဆိုရင်ကြေးရွာပေါင်း6000ခွဲဟာစောစောကအမေရိကမှာပြောတဲ့စကားလိုမျိုးမြို့နဲ့ကြေးရွာနဲ့ဘာကွာတယ်လဲစလုံးမောင်းပဲကွာတယ်မင်းတို့လည်းလမ်းကောင်းတယ်လို့ငါတို့လည်းလမ်းကောင်းတယ်မင်းတို့လည်းလက်စမီရတယ်လို့ငါတို့လည်းလက်စမီရတယ်မင်းတို့လည်းစေုံစေပေးကန်းရှိတယ်လို့ငါတို့မှလည်းစေုံစေပေးကန်းရှိမင်းတို့အင်တာနက်တွေခလုတ်နှိမ့်လိုက်အောင်နဲ့ပွင့်တယ်လို့ငါတို့ကလည်းခလုတ်နှိမ့်လိုက်အောင်နဲ့ပွင့်တယ်ဆိုတဲ့အခြေအနေမျိုးအတွက်တိုင်းပြည်မှာအခွန်ဘာနာကောင်းကောင်းလုပ်ပါတယ်ဒီကနေ့ဒေါအောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရအဖွဲ့အစည်းတက်လာတဲ့အခါမှာစန္ဒမစောကြဖို့တောင်းပန်ပြစီနှစ်ပေါင်း90လုံးအမိုက်ပုံကြီးတပွဲဖြစ်နေတဲ့တိုင်းပြည်နိုင်ငံကိုဒေါအောင်ဆန်းစုကြည်ကစကားလေးတစ်ခွန်းနဲ့ဏိဒန်းပြုတ်ထားပါတယ်သူ့ရဲ့လွတ်တော်ကိုယ်စားလှယ်တွေကိုတိုးတိုးရှင်းရှင်းတစ်ခွန်းပဲပြောပါတယ်အမိုက်ကောက်ကြပါအဲ့ဒီစကားလုံးရဲ့အဓိပ္ပာယ်ဟာအင်မတန်ကျယ်ဝန်းပါတယ်မင်းတို့ငါတို့ဆက်လက်ဥဆောင်ရမယ်တိုင်းပြည်ဟာအမိုက်ပုံကြီးပါကွာလို့ဒေါ်စုကတိုးတိုးပြောလိုက်တာဖြစ်ပါတယ်အမိုက်ကောက်ကြပါနောက်တစ်ခုအဓိပ္ပာယ်ချက်ထွင်စဉ်းစားမယ်ဆိုရင်မင်းတို့လွတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင်အမိုက်မဖြစ်စေနဲ့လို့ပြောတဲ့အဓိပ္ပာယ်ပြီးခဲ့တဲ့ကာလငါလွတ်တော်ထဲမှာအမိုက်စတွေတွေ့ရပေါင်းများပြီဆိုတဲ့အဓိပ္ပာယ်အဲ့တော့ပညာရှိပညာတတ်ဖြစ်တဲ့အတွက်အင်မတန်ယဉ်ကျေးတဲ့စကားလေးနဲ့စပါတယ်အမိုက်ကောက်ကြပါမင်းတို့ကိုယ်တိုင်အမိုက်မဖြစ်စေနဲ့နှစ်ပေါင်း90ပုံလာတဲ့အမိုက်ပုံကြီးကိုဒဇချင်းရှင်းရမှာဖြစ်တဲ့အတွက်စောစောကကျွန်တော်ပန်ကြားတောင်းပန်တိုးရှိုးပြီးတော့ဆွေးနွေးခဲ့တယ်လို့မျိုးတိုင်းပြည်တိဆောက်ရေးအတွက်အခွန်ဘာနာအင်မတန်ရေးကြည့်ပါတယ်ကျွန်တော်တို့တန်းတာနေတာဟာအစိုးရကောင်းဖြစ်ပါတယ်အစိုးရကောင်းရဲ့အင်္ဂါရက်တွေထဲမှာအဲ့ဒီအချက်တွေပါပါတယ်အဲ့ဒီအချက်တွေကိုဖော်ဆောင်တာဟာအစိုးရကောင်းရဲ့လုပ်ရက်ဖြစ်ပါတယ်အဲ့ဒါတွေကိုကျွန်တော်တို့ကနိုင်ငံသားကောင်းပိသစွာနဲ့ကျွန်တော်တို့လိုချင်တဲ့နိုင်ငံတော်အသစ်ကိုတက်ညီလက်ညီအရောက်သွားကြပါစို့လို့ဆန္ဒပြုရင်းနေကုန်းချုပ်ပြစီ